စိတ်ကိုပြင်လို့တရားကောင်းစဉ်ကိုအဲ့ဒါလိုမှတ်ရမယ်ဗျာ။ဘာတဲ့တော့ချမ်းသာခြင်းလို့ရှိရင်မိမိရဲ့စိတ်ကိုပြင်ရမယ်။စိတ်ကိုပြင်ဖို့လိုသလားဖေဟာလို့မေးရင်အများကြီးလိုတာပေါ့လို့ဖြေရမယ်။ဟုတ်လား။ခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာကိုယ့်တဲ့အဆင့်နှိမ့်တဲ့စိတ်တွေနဲ့စာရင်တော့အဆင့်မြင့်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ကိုယ့်တဲ့အဆင့်မြင့်တဲ့စိတ်တွေနဲ့စာမယ်ဆိုရင်တော့အဆင့်နှိမ့်တယ်လို့ပြောလို့မရဘူးလား။အဲ့ဒီအဆင့်နှိမ့်နေတဲ့စိတ်ကိုအဆင့်မြင့်သွားအောင်ပြင်ဖို့မလိုဘူးလား။ဘယ်ချိန်ထိပြင်ရမှာလဲလို့မေးလို့ရှိရင်ယဟန္တာဖြစ်သည့်အထိပြင်ရမှာဟုတ်လား။နှိမ့်ကြတဲ့စိတ်ကနေမြင့်မြတ်တဲ့စိတ်ဖြစ်အောင်ဆိုးတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်အဆင့်မရှိတဲ့စိတ်ကနေအဆင့်ရှိတဲ့စိတ်ဖြစ်အောင်မိမိရဲ့စိတ်ကိုကြိုးစားပြီးတော့ပြင်ဆင်ကြရမှာဘယ်ချိန်ထိပြင်ရမှာလဲဆိုတော့ခုနတခါကြီးကပြောတယ်တည်တဲ့အထိတယ်နော်တည်တဲ့အထိမကဘူးနော်နောက်ဘဝဘဝတိုင်းယဟန္တာမဖြစ်မချင်းစိတ်ရဲ့ပြင်ဆင်မှုလုပ်ငန်းကမပြီးဆုံးဘူးလို့အဲ့ဒါလိုပြောရမယ်ဟုတ်ရလားအဲ့ဒါလောက်လေးနေတဲ့လုပ်ငန်းစဉ်ကြီးတည့်ရက်လို့သဘောပေါက်ပြီးတော့စိတ်ကိုပြင်ရမယ်ဆိုတော့အခုဆိုးနေတယ်လို့ဆိုလိုတာမဟုတ်ဘူးနော်အခုလည်းပဲကောင်းတဲ့လောက်တော့ကောင်းကြပါတယ်ဒကာကြီးတို့ရောဒကမကြီးတို့ရောဦးဇင်းတို့ရောသို့တော့အဆင့်ဆိုတာကအမျိုးမျိုးရှိတာကိုနှိမ့်နာနဲ့စာတော့မြင့်တယ်မြင့်နာနဲ့စာတော့နှိမ့်တယ်အဲ့ဒီတော့ဒကာဓမ္မတို့ရဲ့စိတ်တွေဘယ်အဆင့်ရှိတယ်လို့ဦးဇင်းတို့မသိပါဘူးသို့တော့တည်တည်ချာချာသိတာကတော့ဒကာဓမ္မတို့ရောဦးဇင်းတို့ရောပြင်ဆင်ဖို့လိုသေးတယ်ဆိုတာတော့သိကြတယ်အဲ့ဒါလက်ခံရလားလက်ခံတယ်အဲ့ဒီတော့ချမ်းသာခြင်းလို့ရှိရင်အရေးအကြီးဆုံးကမိမိရဲ့စိတ်ကိုမြင့်မြတ်လာအောင်စင်ကြဲလာအောင်တန့်ရှင်းလာအောင်ကောင်းလာအောင်ပြင်ဆင်ရမယ်ဒါကလည်းကိုယ့်ရဲ့စိတ်ဟာပြင်ဆင်ဖို့လိုသေးတယ်ချွင်းရင်းချက်တွေအများကြီးရှိတယ်အဆင့်သိမ့်မရှိသေးဘူးလို့ပထမဥစွာနားလည်ဖို့တော့လိုသေးတယ်ကိုသိအထင်ကြီးပြီးတော့ငါပြင်ဆင်ဖို့သိမလိုပါဘူးလို့ထင်ထားရင်တော်တော်ဝမ်းနည်းစရာကောင်းတယ်အဲ့ဒီလူရဲ့ဘဝဟာဟုတ်လားအဆင့်တိုင်းမှာပြင်ဆင်သွားနိုင်မယ်ဆိုလို့ရှိရင်ပူ၍ကောင်းတဲ့ချမ်းသာဒုက္ခကိုမရနိုင်ပြီဘူးလားရနိုင်တယ်ဗျဟုတ်လားဒါကြောင့်ချမ်းသာခြင်းရင်စိတ်ကိုပြင်ရမယ်ဘယ်ထိပြင်ရမှာလဲလို့မေးရင်ယဟန္တာမဖြစ်မချင်းပြင်ဆင်နေရမယ်အဲ့ဒီလိုမပြင်ဘူးဆိုလို့ရှိရင်ဆင်းရဲတွင်နဲ့နေအောင်မှာပဲဟုတ်လားဘယ်လိုပြင်ရမှာလဲဆိုတော့ဆိုးတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်ပြင်ရမယ်ယုံညံ့တဲ့စိတ်ကနေမြင့်မြတ်တဲ့စိတ်ဖြစ်အောင်ပြင်ဆင်ရမယ်အစဉ်အတန်းနှိမ့်တဲ့စိတ်ကနေအစဉ်အတန်းမြင့်တဲ့စိတ်ဖြစ်အောင်ပြင်ဆင်ယူရမယ်စိတ်ကိုလေအဲ့ဒါကိုပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့နေ့ဦးဇင်းတို့တနာရီလောက်အချိန်ယူပြီးတော့စိတ်ရဲ့သဘောတဘာဝစိတ်ရဲ့အရေးပါအရာရောက်ပုံစိတ်ကိုဘလို့ပြင်ဆင်ကြမလဲဆိုတဲ့အချက်ကလေးတွေနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့ဦးဇင်းတို့ပြောသွားမယ်နော်ဒါကြောင့်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့နဲ့ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်နုရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥကလေးတွေခြေထားကြကရုဏာတိတလဟရယမဟာပညာပိဇောတဝိဟတမောဟတမံသနရမရလောကကရုံဝန္တိတုကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါဘိထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသနရမရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဘိထသောက
တိဝိမု တံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မာလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါဒပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားချမ်းသာခြင်းရင်စိတ်ကိုပြင်းစိတ်ဟာလောကကြီးမှာအရေးအကြီးဆုံးနဲ့အဓိကအကျဆုံးသောအရာလို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ထိုက်တလောက်သဘောပေါက်ကြပြီးဖြစ်မှာပါစိတ်တေနနိယတိလောကောလောကကြီးကိုစိတ်ကခေါင်းဆောင်နေလောကကြီးဟာစိတ်ကြိုးကင်တယ်လို့စိတ်ချေလေတယ်လို့ဖြစ်နေကြတယ်လို့ဒါကိုလည်းပဲကြားဘူးကြတယ်မဟုတ်လားကြားဘူးကြတယ်နော်ဘလို့ကြိုးကင်ချေလဲနေတာလဲဆိုတော့ကောင်းတဲ့စိတ်တွေကလောကကြီးကိုကောင်းအောင်ဖန်တီးနေတာမကောင်းတဲ့စိတ်တွေကလောကကြီးကိုမကောင်းအောင်ဖန်တီးနေတာဆိုးတာတွေကောင်းတာတွေအကုန်လုံးဟာအဓိကစိတ်ပေါ်မှာမူတည်နေတာဟုတ်ရဲ့လားစိတ်ယုတ်မာတွေကလောကကြီးကိုအကြီးတန်းအောင်အယုတ်ဆိုးအောင်ဖန်တီးနေကြတာလောကကြီးမှာဆိုးတာတွေအကုန်လုံးဆင်းရဲတာတွေအကုန်လုံးတို့သည်မကောင်းတဲ့စိတ်တွေခေါင်းဆောင်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်တွေရဲ့အလျော်အားလျော်စွာပြုလုပ်ထားကြတဲ့ကာယကံဝစီကံတွေကြောင့်ဖြစ်ကြတယ်လောကကြီးမှာဆိုးနေတာတွေဒုက္ခရောက်နေတာတွေဆင်းရဲနေတာတွေယုံမာမှုတွေရက်စက်မှုတွေအဲ့ဒီလိုမကောင်းတာတွေအကုန်လုံးဟာဆိုးတဲ့စိတ်ရဲ့အလိုကျပြုထားကြလို့ပြောထားကြလို့မကောင်းတာတွေအကုန်လုံးဖြစ်နေတာတခါကြီးမိုင်များဉာဏ်ရှိပါတယ်ချက်ထွင်ပြီးတော့စဉ်းစားကြည့်နော်လောကကြီးမှာကောင်းတာတွေအကုန်လုံးချမ်းသာတာတွေအကုန်လုံးအစဉ်ပြေတာတွေအကုန်လုံးအဲ့ဒါတွေဟာကောင်းတဲ့စိတ်ရဲ့စီစားမှုအလျက်ပြုထားကြလို့ပြောထားကြလို့ကောင်းတာတွေဖြစ်နေတာဟုတ်လားအဲ့ဒီတော့ဆိုးအောင်ဘယ်သူပြုနေတာလဲလို့မေးရင်ဆိုးတဲ့စိတ်တွေကပြုတာကောင်းအောင်ဘယ်သူပြုတာလဲလို့မေးရင်ကောင်းတဲ့စိတ်တွေကပြုတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒေသနာတော်တွေမှာဆိုးတဲ့စိတ်ကောင်းတဲ့စိတ်တွေဟာလောကကြီးကိုခြေလှယ်နိုင်စွမ်းအားကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌာမနောမေယမနတ္တာစေပတံနေနာပါတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပရံစိတ်ဟာအရာရာကောင်းဆောင်မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုလို့ရှိရင်ဒုက္ခတွေဟာတတိတဒန်းကြီးနောက်ကနေပြီးတော့လိုက်လာမှာပဲတဲ့နွားချေရာရဲ့နောက်ကိုလှဲပင်းရာကြီးအစင်လိုက်တယ်လို့မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုရင်ဒုက္ခတွေဟာနောက်ကနေပြီးတော့မဆုံးနိုင်အောင်မရေမတွက်နိုင်အောင်လိုက်လာမှာပဲတဲ့ဒါကြောင့်ဒုက္ခတွေအားလုံးဟာမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုထားကြပြောထားကြလို့ဒုက္ခတွေဖြစ်ကြတာမဟုတ်လားဗျနော်အေးဘာကြောင့်ဦးဇင်းတို့ကဒါကိုပြောနေရတာတုံးဆိုတော့စိတ်ကိုပြင်းခြင်းစိတ်ပေါက်အောင်မကောင်းတဲ့စိတ်တွေဟာဘလို့ဆိုးတဲ့အကျိုးတွေကိုဖြစ်စေပါတယ်လို့ပထမဦးစွာနားလည်ဖို့မလိုဘူးလားဒါမှမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်ပြင်သင့်တကူလို့ပို့ပြီးတော့နားလေသဘောပေါက်လာပါဟုတ်လားဦးဇင်းတို့ကရည်ရွယ်ချက်လေးနဲ့တရားကိုဟောပါလေဗျာအခုဦးဇင်းဒီနေ့လေခွင်းမှာဘာတွေပြောဖို့ရည်ရွယ်ထားတော့ဆိုတော့မကောင်းတဲ့စိတ်တွေဟာအင်မတန်ကြောက်စရာကောင်းတယ်ဆိုတာကိုပြောဖို့ဦးဇင်းရည်ရွယ်ထားတယ်ကောင်းတဲ့စိတ်တွေဟာအင်မတန်အားကိုးစရာကောင်းတယ်အင်မတန်မျက်နှိုးစရာကောင်းတယ်ဆိုတာလေးကိုပြောဖို့ရည်ရွယ်ထားတယ်အဲ့ဒီအချက်နှစ်ချက်ကိုပြောပြီးတော့ကောင်းတဲ့စိတ်ဖြစ်ဖို့မကောင်းတဲ့စိတ်တွေမဖြစ်ဖို့မိမိရဲ့စိတ်ကိုပြင်ဆင်ဖို့လိုအပ်ပါတယ်ဆိုတာလေးကိုပို့ပြီးတော့သဘောပေါက်စေခြင်းတယ်
ဏီကုံးချုပ်အနေနဲ့အဲ့ဒီလိုသဘောပေါက်ပြီးတဲ့နောက်စိတ်ကိုပြင်ဆင်ဖို့လိုအပ်လာပြီဆိုတာကိုသဘောပေါက်လာပြီးတဲ့နောက်အဲ့ဒီစိတ်ကိုဘလို့ပြင်ဆင်ကြမလဲဆိုတာလေးကိုဏီကုံးချုပ်အနေနဲ့ပြောကြည့်တယ်အချက်၃ချက်ပြောသွားမှာနော်မကောင်းတဲ့စိတ်ဟာလောကမှာကြောက်เสียအကောင်းဆုံးအယုတ်ဆိုးဆုံးအကြီးအတန်းဆုံးမကောင်းတဲ့စိတ်သီးသာလျှင်လောကမှာတကယ်အဆိုးဝါးဆုံးဆိုတာကိုပြောခြင်းတယ်ကောင်းတဲ့စိတ်သီးသာလျှင်အရာရာကိုကောင်းစီတယ်လို့ကောင်းတဲ့စိတ်ရဲ့အစွမ်းကိုဒုတိယပြောခြင်းတယ်ဟုတ်လားအဲ့ဒီလိုပြောလိုက်တော့ပိဋကတ်တို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်တွေဖြစ်လာဖို့ပြင်ဆင်ခြင်းတဲ့စိတ်တွေပို့ပြီးတော့သဘောပေါက်မလာပြီဘူးလားပေါက်လာမယ်အဲ့ဒီအချိန်မှာစိတ်ကိုဘယ်လိုပြင်ဆင်ကြမလဲဆိုတာလေးကိုဦးဇင်းတို့ပြောမယ်ဘယ်နှချက်လဲ၃ချက်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကမကောင်းတဲ့စိတ်တွေဟာအင်မတန်ဆိုးပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒေသနာတော်လေးတစ်ရက်ရှိတယ်ဥပမာလေးနဲ့ပြောတယ်ဗျာဒီသောဒေတံယံတံကိရာဝီရိဝါပနဝီရိနံမိစ္ဆာပဏိဟိတံစိတ်တံပါပိယောတံတတောကရိဒီသောခိုးသူတယောက်သည်ဒီတံခိုးသူတယောက်ကိုဝီရိနံယံသူတယောက်သည်ဝီရိနံယံသူတယောက်ကိုယံတံကိရာအကျဉ်ကျုမဲ့သောမူကိုပြုလျာ၏တတောထိုကဲ့သို့ယံသူတယောက်ကယံသူတယောက်ကိုအကျိုးမဲ့တွေပြုတာတွေထက်မိစ္ဆာပဏိဟိတံစိတ်တံမာယွင်စွာဆောက်တရားသောစိတ်သည်ဝါမကောင်းသောစိတ်တို့သည်ပါပိယောဆင်းရဲအောင်ယုံညံ့အောင်ကရိကရိယပြုနိုင်ပေ၏ဒီဒေသနာတော်လေးအင်မတန်စိတ်ဝင်စားစရာကောင်းတယ်မုံတီးနေတဲ့အချင်းချင်းမုံတီးနေတဲ့ရန်သူတွေတွေ့ကြပြီဆိုလို့ရှိရင်မုံလဲမုံနေတယ်ရန်သူလဲဖြစ်နေတယ်ဆိုတော့ညှာတာတဲ့သဘောထောက်ထားတဲ့သဘောမရှိဘဲနဲ့တယောက်ကိုတယောက်အကျိုးမဲ့တွေဆင်းရဲဒုက္ခတွေစိတ်ရှိလက်ရှိပေးပြီးတော့တယောက်ကိုတယောက်ဒုက္ခပေးကြမှာပဲဘာဖြစ်လို့တုံးဆိုတော့ရန်သူတွေမုန်းတဲ့လူတွေဖြစ်နေလို့ပေါ့ဟုတ်လားအဲ့ဒီလိုရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာထက်မကောင်းတဲ့စိတ်တွေကမကောင်းတဲ့စိတ်ပိုင်ရှင်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်ပါတယ်တဲ့ဒါလေးပြောထားဟုတ်လားရန်သူအချင်းချင်းနှိပ်စက်ကြတာတွေထက်မကောင်းတဲ့စိတ်ကြီးကမိမိကိုပို့ပြီးတော့နှိပ်စက်နိုင်တယ်မကောင်းတဲ့စိတ်ကြီးကလောကကိုပို့ပြီးတော့နှိပ်စက်နိုင်တယ်သဘောပေါက်တယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကဒီဒေသနာတော်လေးကိုဟောထားတော့ပိဋကတ်တို့ကဉာဏ်ရှိပါတယ်မိမိဘဝမှာတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေတပါးသောသူတွေရဲ့ဘဝမှာတွေ့ကြုံနေကြရတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲလို့စစ်စစ်ပေါက်ပေါက်အရင်ကြဝေဖန်ကြည့်မယ်ဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်တွေကြောင့်ဖြစ်ကြတာပဲဗျဟုတ်ရလားအေးဒါကြောင့်မကောင်းတဲ့စိတ်တွေရန်သူတွေထက်ပုံမူ၍ကြောက်เสียကောင်းတဲ့ရန်သူဟုတ်ရလားရန်သူချင်းချင်းနှိပ်စက်တာတဲ့ဒုက္ခပေးတာတဲ့မကောင်းတဲ့စိတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်ပါတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကဘလောက်ထိဥပမာနဲ့ပြောထားလဲဆိုလို့ရှိရင်နောက်ထပ်ထင်ရှားတဲ့ဥပမာလေးတစ်ခုထပ်ပြောမယ်မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးမြတ်စွာဘုရားရဲ့ထံတော်ဘာကိုရောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဒီလူသားတွေဒီတတ္တဝါတွေချမ်းချမ်းသာသာလဲနေကြကြတယ်ဘေးကင်းရန်ကင်းလဲနေကြကြတယ်ဒါပေမဲ့တတ္တဝါတွေမချမ်းသာအောင်စိတ်တွေဆင်းရဲအောင်ပူလောင်အောင်အကျိုးမဲ့အောင်ဘယ်လိုစိတ်ဓာတ်တွေကပြုတ်နေတာတုံးလို့မြတ်စွာဘုရားကိုမေးတော့အဲ့ဒီမှာမြတ်စွာဘုရားကတကားကြီးအလိုဆန္ဒတွေမကျေနပ်မှုတွေတွေးဝေမိုက်မဲမှုတွေဒီမကောင်းတဲ့စိတ်တွေဟာတတ္တဝါတွေကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ပြုနေတာပဲဆိုပြီးတော့ဏီကုံးချုပ်လေးမှာဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားကောသလမင်းကြီးကိုဟောထားတာရှိလောဘောဒေါသောစမောဟစံပုရိတံပါပစေတတံဟိန္တံတိအတ္တတံဗုဒ္ဓံတဇတာရံဝတံဖလံလောဘောဒေါသောစမောဟစပုရိတံပါပစေတတံလိုချင်မှုတွေမကျေနပ်မှုတွေတွေ့ဝေမိုင်မဲမှုတွေဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်တို့သည်အဲ့ဒီမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဖြစ်ခံတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့အလားတရံတူတယ်လဲဆိုတော့
ဟိန္တန္တိအတ္တတံဘူတာဒဇတာရံဝတံဖလံတံဖလံမိမိရဲ့အတိတိဒဇတာရံအခွန်လျင်အနှစ်ရှိသောကျူပင်ဝါပင်ကိုဟိန္တန္တိဣဝဖြည့်စီတပ်ဖြတ်တဲ့ကဲ့သို့အတ္တတံဘူတာမိမိရဲ့အတွင်းတဏ္ဍာမှာဖြစ်ပေါ်၍နေကြကုန်သောလောဘဒေါသမောဟဆိုတဲ့သဘောတရားတို့သည်ပုရိသံပါပစေတတံထိုကဲ့သို့သောယုတ်မာသောစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုဟိန္တန္တိဖြည့်စီတပ်ဖြတ်တတ်ကုန်၏မကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာဖြစ်လာရင်ဘာနဲ့တူတယ်လဲဆိုတော့ဝါသည်သီးပြီဆိုတော့အဲ့ဒီဝါသည်လည်းသီးပြီးရောဝါပင်ဟာသေတော့တာပဲဟုတ်ရဲ့လားကျူသည်သီးပြီဆိုရင်အဲ့ဒီကျူပင်ဟာသေတော့တာပဲအဲ့ဒီဝါသည်ကျူသည်ဟာသူ့ရဲ့မိခင်အပင်ဖြစ်တဲ့ဝါပင်ကျူပင်ကိုအသေးတတ်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေမိမိတို့ရဲ့တတိပညာလစ်ဟင်းမှုကြောင့်ဖြစ်ပေါ်သွားတာနဲ့တပြိုင်တည်းအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုဆင်းရဲအောင်ဒုက္ခရောက်အောင်တပ်ဖြတ်သောနီးနဲ့တပ်ဖြတ်တတ်တယ်တဲ့ဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်ရတာဟာဒီဒေသနာတော်အလိုရသေသည်သီးတာဒကမာကြီးတွေမကောင်းတဲ့စိတ်ဖြစ်ရတာဟာဘာဖြစ်တယ်သေသည်သီးတာဗျဒီနေရာမှာသေတယ်ဆိုတာကလည်းပဲအမျိုးမျိုးရှိပါဘုံနဲ့လဲပြီးတော့မလှုပ်နိုင်မရှားနိုင်အသက်ရှူရက်သွားမှသေတာလို့ခေါ်တာမဟုတ်ဘူးလေအဲ့ဒီသေခြင်းကတော့လူတိုင်းနားနေတာပေါ့ဗျဟုတ်လားနောက်ထပ်သေတယ်ဆိုတာအမျိုးမျိုးရှိတယ်ဒီအသက်ဇီဝိတယုံနာခန္ဓာအစဉ်ပြတ်ပြီးတော့ဘဝပြောင်းသွားတယ်နောက်ဘဝတစ်ခုဖြစ်သွားတယ်ဒါလည်းသေတာပါပဲသို့တော့သေခြင်းကအမျိုးမျိုးရှိတယ်သူတော်ကောင်းသက်သေတယ်ဆိုတာလည်းရှိသေးတယ်တဲ့ဟုတ်လားဘာသက်သေတယ်သူတော်ကောင်းသက်သေသွားတာတဲ့သူတော်ကောင်းတက်ကဘာလဲဆိုတော့ဟိရိဥတ္တပတရားဟာသူတော်ကောင်းရဲ့အသက်တဲ့နော်မကောင်းတာလုပ်ရမှာပြောရမှာကိုရှက်တဲ့သဘောမကောင်းတာတွေလုပ်ရမှာပြောရမှာဟာကြောက်เสียကောင်းတယ်ဆင်းရဲတဲ့အကျိုးတွေပြီးမှာပဲလို့နားလည်ပြီးတော့ကြောက်တဲ့သဘောဟုတ်လားမကောင်းတာဒီသာနဲ့ရှက်เสียမကောင်းတာဒီသာနဲ့လောကမှာကြောက်เสียလို့နားလည်ပြီးတော့အဲ့ဒီရှက်ချင်းကြောက်ချင်းသည်သူတော်ကောင်းတို့ရဲ့အသက်အဲ့ဒီအရှက်အကြောင်းမရှိတော့တာတဲ့တပြိုင်တည်းသူတော်ကောင်းအသက်သေသွားပြီဟုတ်ရဲ့လားဒါကြောင့်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်အဲ့ဒီသူတော်ကောင်းသက်ကသေတာပဲဟုတ်ရဲ့လားလူချင်းမှုအားကြီးတော့ပေးတတ်ရင်ရှက်သေးလားမရှက်တော့ဘူးရရင်ပြီးတော့လုံးမှာပဲလေလူချင်းမှုတွေအားကြီးလာပြီဆိုတော့အော်ဒီအမှုကြီးကဒုစရိုက်မှုကြီးပဲမကောင်းတဲ့အမှုကြီးပဲငါ့ကိုတစ်ချိန်ချိန်ကြရင်နှိမ့်ဆက်မှာလို့ကြောက်တဲ့သဘောကောရှိသေးလားမရှိတော့ဘူးလောဘကြီးလာရင်သူတော်ကောင်းသက်လို့ဆိုရတယ်ဟိရိဥတ္တပအရှက်အကြောက်တရားတွေပျောက်သွားတယ်မရှိတော့အဲ့ဒါလိုပဲဒေါသကြီးလာရင်လည်းပဲငါလှုပ်ချင်ရလှုပ်ရရင်ပြီးတာပဲဆိုပြီးတော့ရှက်တဲ့သဘောကြောက်တဲ့သဘောမရှိတော့အဲ့ဒါလိုပဲတူဝေမိုက်မဲမှုတွေအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဘာမှခွဲခြမ်းပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်လည်းပဲသူတော်ကောင်းသက်ဟာတည်ဆုံးသွားတယ်ဟုတ်လားဒါကြောင့်မကောင်းတာတွေဖြစ်ရတာဒီမကောင်းတဲ့စိတ်တွေဖြစ်ရတာဒီဒီဒေသနာတော်အလိုရသေသည်သီးတာနော်စောစောကဒေသနာတော်အလိုရကတော့အင်မတန်မုန်းတီးတဲ့ရန်သူတယောက်ကနှိပ်စက်တာတဲ့မကောင်းတဲ့စိတ်တွေကမိမိတို့ကိုဒီဘဝရောနောက်ဘဝရောဆင်းရဲဒုက္ခတွေအမျိုးမျိုးတွေ့အောင်နှိပ်စက်နိုင်စွမ်းရှိတယ်လို့မြတ်စွာဘုရားကတော့မကောင်းတဲ့စိတ်တွေကိုကြောက်စရာတွေပဲလို့နားလည်ပြီးတော့ကြောက်တဲ့စိတ်တွေဖြစ်စေဖို့ဥပမာတွေအမျိုးမျိုးဆောင်ပြီးတော့မပြောဘူးလားပြောတယ်ဦးဇင်းတို့နှစ်ချက်ပြောလိုက်တယ်နော်မကောင်းတဲ့စိတ်တွေမုန်းတီးနေတဲ့ရန်သူချင်းချင်းနှိပ်စက်တာတွေပို့ပြီးတော့နှိပ်စက်နိုင်စွမ်းရှိမကောင်းတဲ့စိတ်တွေဖြစ်ပေါ်ခွင့်ပြုလိုက်မယ်ဆိုလို့ရှိရင်ဝါသည်ကျူသည်များသည်ဝါပင်ကျူပင်ကိုအသေးတတ်တယ်လို့မျိုးမကောင်းသောစိတ်ပိုင်ရှင်ကိုအသေးတတ်နိုင်စွမ်းရှိတယ်လို့ပိဋကတို့ကဉာဏ်ရှိပါတယ်ကိုချက်ထွင်ပြီးတော့စဉ်းစားကြည့်ပါမကောင်းတဲ့စိတ်တွေတကယ်ကြီးထွားလာရင်ပဂရိသက်တောင်သေသွားနိုင်တယ်ဗျနော်ဒီအသက်တောင်သေသွားနိုင်တယ်မကောင်းတဲ့စိတ်တွေပြင်းထန်ပြီးတော့လောဘဒေါသကြီးလွန်းပြီးတော့ရုတ်တရက်သေသွားတဲ့မသားတွေအများကြီးရှိတယ်မဟုတ်လားရှိတာပေါ့ဗျနော်ဒါကြောင့်မကောင်းသောစိတ်တွေဖြစ်ရတာဒီ
တကယ်ကိုမကောင်းဘူးလို့နားလည်ပြီးတော့အဲ့ဒီမကောင်းသောစိတ်ကနေကောင်းသောစိတ်ကိုရောက်အောင်ပြင်ဖို့မလိုဘူးလားလိုတယ်ဒါမကောင်းသောစိတ်ရဲ့ကြောင့်ပဲဖွယ်ရာကိုဒေသနာတော်တဲကအမြတ်ကလေးလောက်ဦးဇင်းတို့ပြောပြတယ်နောက်ဦးဇင်းတို့ဒုတိယပြောဖို့ရည်ရွယ်ထားတာကကောင်းသောစိတ်ရဲ့ကောင်းနိုင်စွမ်းဟုတ်ရဲ့လားကောင်းသောစိတ်ရဲ့ပါလေကောင်းနိုင်စွမ်းမနတာစီပတန်နေနာဘာတတိဝံကရောတိဝံတတောနဒုက္ခမနွေတိသာယာဝအနုပါယိနိပတန်နေနာကြည်လင်သောမနတာစိတ်ဖြင့်စေပါတတိဝံအကယ်၍ပြောမူလီပြောညာအံစေကရောတိဝံအကယ်၍ပြုမူလီပြုညာအံကောင်းတဲ့စိတ်ကလေးတွေနဲ့ပြုကြမယ်ပြောကြမယ်စိတ်ကောင်းနှလုံးကောင်းလေးတွေမွေးကြမယ်တန်ရှင်းတဲ့ရိုးသားတဲ့ဖြောင့်မတ်တဲ့စိတ်ကလေးတွေနဲ့လှုပ်ကြကင်ကြမယ်ဆိုလို့ရှိအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတတိတန်းကြီးလိုက်နေမှာပါတဲ့နော်ကောင်းတဲ့စိတ်ကလေးတွေခေါင်းဆောင်ပြီးတော့ကောင်းတဲ့စိတ်ကလေးတွေအရင်ခံပြီးတော့ပြောကြမယ်ပြုကြမယ်ဆိုရင်ချမ်းသာဒုက္ခဟာအစဉ်အတန်းကြီးတစ်ဖွဲ့လိုက်နေမှာဘာနဲ့တူတယ်လဲဆိုရင်မိမိရဲ့အရေးဟာမိမိရဲ့နောက်ကိုအစဉ်လိုက်တယ်လို့မျိုးလိုက်ပါလိမ့်မယ်တဲ့ဒါကြောင့်ချမ်းသာဒုက္ခကိုဘယ်အရာကမှမပေးနိုင်ဘူးကောင်းသောစိတ်ကလွယ်လို့ဟုတ်ရဲ့လားကောင်းသောစိတ်ကလွယ်လို့မိမိကိုကူညီနိုင်သောဖေးမနိုင်သောစောင့်ရှောက်နိုင်သောကောင်းသွားစေသောအရာအခြားမရှိလို့တရားဓမ္မတို့ဦးဇင်းတို့တွေနည်းနည်းသဘောပေါက်ထားတဲ့နေဗျဟုတ်ရဲ့လားကောင်းသောစိတ်ကလွယ်လို့အခြားကိုယ်ကိုကူညီဖေးမစောင့်ရှောက်ကောင်းသွားစေမယ့်အရာအခြားမရှိနော်မြတ်စွာဘုရားကဘလောက်ထိတင်စားပြီးတော့ပြောထားတယ်ဆိုရင်နောက်ထပ်ဒေသနာလေးအကျဉ်းချုပ်နာဓမ္မာတာပိတာကိရာအင်ဂျီဝါပိစညာတကသမ္မာပဏိဟိတံစိတ်တံတေယသောနံတတောကရိတံဒုက္ခံထိုမိမိလိုချင်နေတဲ့ချမ်းသာဒုက္ခတည်းဟုသောအကျိုးတရားကိုမာတာမိခင်သည်နာကိရာထပြုလို့၍မပေးနိုင်ကုန်ပိတာဖခင်သည်လည်းပဲနာကိရာထပြုလို့၍မပေးနိုင်ကုန်အင်ကြီးပြီးမိခင်ဖခင်ကျေးဇူးရှင်တို့မှာတမျိုးဖြစ်ကုန်သောညာတကာပြီးရွှေမျိုးသားချင်းချစ်ကျွန်းဝင်ကြတဲ့မေတ္တာရှိကြတဲ့မိတ်ဆွေပေါင်းတင်တို့သည်လည်းပဲနာကိရာထပြုလို့၍မပေးနိုင်ကုန်တကယ်ချမ်းသာစေချမ်းသာမှာတကယ်ကောင်းတာတွေကိုအမေကလည်းမပေးနိုင်ဘူးအဖေကလည်းမပေးနိုင်ဘူးမေတ္တာရှိကြတဲ့မိတ်ဆွေပေါင်းတဲ့ချစ်ချမ်းဝင်တဲ့ပုဂ္ဂိုလ်တွေကလည်းမပေးနိုင်ဘူးတဲ့သမ္မာပဏိဟိတံစိတ်တံတေယသောနံတတောကရိစိတ်ကောင်းနှလုံးကောင်းကလေးကမိမိလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးပါလိမ့်မယ်တဲ့အဖေအမေတဲ့ကိုယ့်ပုံမှာမေတ္တာရှိတယ်လို့ဘယ်သူရှိဦးမှာလဲဗျာဒကာကြီးတို့မကြီးများအဲ့ဒီအဖေအမေတွေမေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေမပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးဟုတ်လားအဲ့ဒီလိုတကယ့်ချမ်းသာဒုက္ခအစစ်အမှန်ကိုမိမိရဲ့စိတ်ကောင်းနှလုံးကောင်းကပဲမိမိကိုပေးပါလိမ့်မယ်တဲ့ဒါကုံအောင်ပြောထားတာနော်စိတ်တကယ်ကောင်းလာပြီဆိုလို့ရှိရင်စိတ်တကယ်အဆင့်မြင့်လာပြီဆိုလို့ရှိရင်ပိဋကနိဗ္ဗာန်ကိုတောင်မြင်နိုင်စွမ်းရှိလာတယ်ခုတရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်ကိုမမြင်သေးဘူးနိဗ္ဗာန်ကိုမမြင်သေးတော့ချမ်းသာစေချမ်းသာမှန်ကိုမမြင်သေးတော့ဒီချမ်းသာဒုချမ်းသာရောင်ကိုပဲချမ်းသာစေချမ်းသာမှန်ထင်ပြီးတော့လောဘတွေကြီးကြတယ်လူကျင်မှုတွေများလာတယ်လူကျင်တဲ့အတိုင်းမဖြစ်တဲ့အခါမကျေနပ်မှုတွေဖြစ်လာတယ်လူကျင်မှုရဲ့ဖြည့်ဆည်းပေးမဲ့အရာကိုတားဆီးလာပြီဆိုရင်အဲ့ဒီအတားဆီးတွေကိုဖျက်ဆီးပြစ်မယ်ဆိုပြီးတော့ဒေါသတွေမကြီးကြဘူးလားဒေါသတွေကြီးတယ်ဆိုတာလောဘတွေကြီးလို့ကြီးတာဗျအကြောင်းမဲ့ဒေါသဖြစ်တာမဟုတ်ဟုတ်လားဒေါသသဘောလေးကိုနှုတ်ကလေးနဲ့တူတူလေးရွတ်ကြည့်ပါအလိုမကြတာဗါတဲ့တော့အလိုမကြတာအလိုမကြတာကိုဘာခေါ်မလဲဒေါသတိတိကျကျစဉ်းစားအလိုမကြတာအလိုဆိုတာမရှိဘူးဆိုရင်မကြတာဆိုတာရှိနိုင်မှာမလားအစာတဲ့ကိုကစားအလိုဆန္ဒမရှိဘူးဆိုရင်အလိုဆန္ဒမပြည့်ဝလို့ဖြစ်ရတဲ့ဒေါသဖြစ်ကိုမဖြစ်ဘူးဟုတ်လားအဲ့ဒီတော့အလိုဆန္ဒတွေရှိနေသေးသမျှအလိုကြခြင်းအလိုမကြခြင်းဆိုတာတွေရှိနေအောင်မှာပဲဆိုလိုတာကလောဘတွေရှိနေသေးသမျှဒေါသတွေကြီးနေရအောင်မှာပဲ
ဒေါသတွေကြီးနေရအောင်ကြီးနေရသေးသမျှဒုက္ခတွေရောက်နေရအောင်မှာပဲစိတ်ဟာမပင်မပန်းမသက်မသာဖြစ်နေအောင်မှာပဲဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဒေါသဟာအနာယောဂနဲ့တူတယ်တဲ့မနေ့ကဦးဇင်းတော်တော်ပြင်းပြင်းထန်ထန်ကျမ်းမာရေးဖောက်ပြန်တယ်တကိုယ်လုံးကြည့်လိုက်တယ်ဘယ်နာလေးမှကောင်းတာမတွေ့ရဘူးဘယ်နာလေးမှသက်သာတဲ့သဘောမရှိဘူးအနာယောဂနော်ဒကာကြီးမိုက်မြတ်ဒေါသကိုအနာယောဂနဲ့မြတ်စွာဘုရားဥပမာပေးတယ်အမှတ်ရမိတယ်သိတ်ကောင်းတဲ့ဥပမာပဲဒေါသဖြစ်နေတဲ့အခါမကြည်မနှက်ဖြစ်နေတဲ့အခါဘဝမှာဘာတွေပဲရှိဘာတွေပဲဖြစ်နေနေအဲ့ဒီအချိန်မှာတော့တကယ့်ကိုဆင်းရဲတုံးဆင်းရဲကြီးဖြစ်နေတာပဲအလိုမကြတာဖြစ်နေတဲ့အချိန်မှာဘာတွေဖြစ်နေတယ်ဆင်းရဲတာတွေဖြစ်နေတာဗျာဟုတ်ရဲ့လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေကနိဗ္ဗာန်ကိုမမြင်သေးတော့ဒီချမ်းသာတို့ချမ်းသာရောင်ကြီးကိုပဲချမ်းသာသေးချမ်းသာမှထင်ပြီးတော့အကောင်းထင်ပြီးတော့နေတယ်အဲ့ဒီတော့လောဘတွေကြီးလာတယ်လောဘတွေကြီးလာတော့ဒေါသတွေကြီးလာတယ်စိတ်ရဲ့ဆင်းရဲမှုပူလောင်မှုတွေဖြစ်လာတယ်အမှန်မမြင်ဘူးဗျာအမှန်မမြင်တော့အကောင်းထင်တယ်အဲ့ဒါအဝိဇ္ဇာပေါ့နော်အကောင်းထင်လာတော့တခါတည်းဓာတိုက်လိုချင်မှုတန်းဖြစ်လာတယ်အဲ့ဒါလောဘဖြစ်လာတယ်လိုချင်တာတွေကရတာလည်းရှိတယ်မရတာလည်းရှိတယ်ဘယ်ဟာကများမယ်ထင်မရတာကများမယ်အလိုမကြတာတွေများတယ်လို့ဝန်ခံလိုက်တာပေါ့ဟုတ်ရဲ့လားအေးအဲ့ဒီတော့ဒေါသတွေဖြစ်လာတယ်မောဟလောဘဒေါသဆရာကြီးကတော့မောဟပဲဗျနော်ဒကာကြီးမိုက်များထားပါတော့အဲ့ဒါလို့စိတ်ဓာတ်တွေနှိမ့်ကြနေတဲ့အချိန်မှာနိဗ္ဗာန်ကိုမမြင်နိုင်ဘူးစိတ်ဓာတ်တွေတကယ်မြင့်လာပြီအည်အသွေးရှိလာပြီအမှန်လေးမြင်မာများလာပြီစိတ်ဓာတ်တွေဖြူရှင်လာပြီတန်ရှင်းလာပြီဆိုရင်နောက်ဆုံးနိဗ္ဗာန်ကိုမြင်မယ်ခန္ဓာရဲ့အပြစ်ကိုမြင်မယ်ခန္ဓာဟာဆင်းရဲပဲဆိုတာတကယ်သိမယ်တကယ်သိလာတာနဲ့တပြိုင်နက်တည်းလူကျင်မှုဟာတကယ်နည်းလာမယ်လူကျင်မှုနည်းလာတာနဲ့တပြိုင်နက်တည်းအလိုမကြဘူးဆိုတာတွေဟာနည်းလာမယ်လူကျင်တာတွေများနေသေးသမျှကြိုးစားအထောက်မှုတွေများမယ်ကြိုးစားအထောက်မှုတွေများလာတာနဲ့တပြိုင်နက်တည်းအခက်အခဲတွေအကျက်အတဲတွေခလုတ်တွေဆူးညောင်းတွေဆိုတာတွေအများကြီးဖြစ်လာမယ်သဘောပေါက်တယ်နော်အေးဒါကြောင့်ကောင်းတဲ့စိတ်ကလေးကိုအခြေခံလိုက်ရတာဟာဘလောက်ကောင်းလဲဆိုတာလေးကိုပုံပေါ်အောင်ပြောနေတာဦးဇင်းကတော့အမြင်ဆုံးကိုတက်ပြီးတော့ပြောရနေတာနော်အခုစကားကစိတ်တကယ်ကောင်းလာပြီစိတ်တကယ်မြင့်မြတ်လာပြီဆိုလို့ရှိရင်တကယ်ဖြူစင်လာပြီဆိုလို့ရှိရင်ဘာကိုတောင်မြင်နိုင်တယ်နိဗ္ဗာန်ကိုတောင်မြင်နိုင်တယ်အရိယာဆိုတာနိဗ္ဗာန်ကိုမြင်တဲ့ပုဂ္ဂိုလ်တွေကိုအရိယာလို့ခေါ်တာကိုဗျခင်ဗျားတို့ကျတို့ကနိဗ္ဗာန်ကိုတခါမှမမြင်ဘူးသေးတော့အာယုံမပြုတ်ဘူးသေးတော့ဘာလို့ခေါ်လဲပုထုဇဉ်လို့ခေါ်တာနိဗ္ဗာန်မမြင်သေးတော့နိဗ္ဗာန်မြင်လောက်အောင်စိတ်ကလည်းမဖြူစင်သေးတော့ပုထုဇဉ်နဲ့ဗျာပုထုဇဉ်ဆိုတာဘာပြောတာတော့ညင်နွမ်းတဲ့စိတ်တွေအများကြီးဒင်ပြည့်ကြက်ပြည့်ယာနှုံးပြည့်ဖြစ်နေတာကိုပုထုဇဉ်လို့ခေါ်တာအဲ့ဒါကိုများဂုံယူပြီးတော့ဒုက္ခပုထုဇဉ်ပဲဟဲ့ဖြစ်အောင်မှာပဲလို့တခါတလေလည်းပြောမိတာပေါ့ဟုတ်လားအေးအဲ့ဒီတော့စိတ်တကယ်ဖြူလာပြီဆိုတော့အရိယာဆိုတာကိုကစားဖြူစင်ခြင်းလို့အဓိပ္ပာယ်ရတာမဟုတ်လားအေးစိတ်တကယ်ဖြူလာပြီစိတ်တကယ်အဆင့်မြင့်လာပြီဆိုရင်နိဗ္ဗာန်ကိုမြင်ပြီးတော့လောကရဲ့အမှန်တရားတွေကိုမြင်ပြီးတော့စိတ်ဓာတ်တွေမြင့်ပြီးတော့ဆင်းရဲဒုက္ခတကယ်ငြိမ်းသွားကြတယ်ဒါကြောင့်စိတ်တွေဖြူစင်ရတာစိတ်တွေကောင်းရတာဟာလောကမှာအကောင်းဆုံးပဲလို့နားလည်ဖို့မလိုဘူးလားစိတ်တွေတကယ်ဆိုးရတာဟာစိတ်တွေတကယ်ရုပ်ရတာဟာလောကမှာတကယ်အဆိုးဆုံးပဲလို့မြင်ဖို့မလိုဘူးလားအေးအဲ့ဒီလိုဆိုလို့ရှိရင်ဆိုးတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်မိမိကိုယ်ကိုကြိုးစားပြီးတော့မပြင်ဆင်သင့်ဘူးလားပြင်ဆင်သင့်တယ်ရုပ်ညံ့တဲ့စိတ်ကနေမြင့်မြတ်တဲ့စိတ်ဖြစ်အောင်မပြင်ဆင်သင့်ဘူးလားပြင်ဆင်သင့်တယ်ဒီလိုဆိုရင်ဦးဇင်းကတပည့်တော်တို့ကိုအဆင့်နှိမ့်တဲ့လူတွေလို့ဆွဆွဲတာလားလို့အဲ့ဒါလိုမေးမယ်ဆိုရင်လည်းမေးခွင့်ရှိတယ်နော်ဒါဦးဇင်းတို့ဝန်ခံပါတယ်ဦးဇင်းတို့လည်းပဲအဆင့်နှိမ့်တဲ့စိတ်တွေပဲရှိသေးတယ်ဒကာကြီးဒကာမကြီးများကိုဘယ်လိုလဲအဆင့်မြင့်တဲ့တအားမြင့်တဲ့စိတ်တွေဖြစ်ပြီလားအဲ့ဒါလို့ဆိုရင်ပြင်ဖို့လိုသေးတယ်လို့ဝန်ခံတာပေါ့အေးအဲ့ဒီလို့ဆိုရင်ပြင်ဖို့လိုတယ်ဆိုတာတော့သေချာသွားပြီဟုတ်ရဲ့လားသူကြမဆိုခန္ဓာကိုယ်မှာမပြေလည်ဘူးတဏှာနာကျင်ကြိုက်ခဲနေတယ်တခုခုဖြစ်နေတယ်ဘယ်သွားမှာတော့စေကံသွားရမှာပေါ့ကိုကိုကောင်းအောင်မပြင်တတ်တော့လို့ပြင်လို့မဖြစ်တော့လို့ဆရာဝန်ဆရာမတွေကိုကျုပ်ခန္ဓာကိုယ်ကိုပြင်ပေးပါဦးဗျာအဲ့တော့ဟိုကနားလေလေနားလေတော့ကိုင်းငါကလည်းဓာလိုက်တော့ပြင်လို့ဖြစ်မှာမဟုတ်ဘူးဆို
စေထိုးတန်ထိုးစားတန်စားစေးပေးတန်ပေးပြီးတော့ခန္ဓာကိုယ်ကိုဘာလို့ပေးလိုက်လဲပြင်ပေးလိုက်တယ်အချိန်တန်တော့ကောင်းသွားရောအမြဲတမ်းပြင်နေရတယ်နော်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြီးဟင်ဆရာဝန်ဆေးကန်းတွေကိုသွားမှပြင်တာလို့နားလေထားရင်လည်းအမြင်နဲ့ကျင်သေးတယ်နေတိုင်းကိုယ့်ဟာကိုယ်လည်းပြင်းနေရတယ်မဟုတ်လားမနဲ့လင်းလာတော့အညစ်အကြေးတွေကိုသုတ်သင်ပေးရတယ်မပြင်မဲမစင်မဲထားလို့ဖြစ်မလားဗျအေးပြီးတော့ဘာဖြစ်တော့အစာကျွေးရတယ်နော်ပြီးတော့အဝတ်ကောင်းကောင်းဆင်းရတယ်ဘာလို့တုံးဆိုတော့ဒီခန္ဓာကိုယ်အရှင်ပြေအောင်လို့ပြင်ပေးနေရတယ်နော်စိတ်ကဓာတ်ထက်ပိုးပြီးတော့ပြင်ဖို့လိုအပ်တယ်နော်ဒကာကြီးဒီမိုင်းများစိတ်ကဘာလဲအဲ့ဒါထက်ပိုးပြီးတော့ပြင်ဖို့လိုအပ်တယ်ဒီစိတ်ကလေးနဲ့လူလုံနေရတာဗျဟင်ဒကာကြီးဒီမိုင်းများဘေးကရှိတာတွေကရှိတာပဲလေဘလို့ပဲရှိပါလေပြောဘေးမှာပဲကိုယ်ထဲမှာဘာမှရှိတာမဟုတ်ကိုယ်ထဲမှာစိတ်ပဲရှိတာခံစားမှုတွေပဲရှိတာကိုကကိုရှိတာတွေနဲ့ပတ်သက်ပြီးတော့ကိုတွေးတာခေါ်တာတွေနဲ့ကိုကကိုအမျိုးမျိုးအထင်မှားနေတာတော့ရှိတာပေါ့လေဟုတ်လားဒါပေမဲ့ကိုတကယ်နေရတာကကိုစိတ်ကလေးနဲ့ကိုနေရတာအစင်းသိမ့်တဲ့စိတ်တွေနဲ့နေတော့ဆင်းရဲပြီးတော့နေတာပဲရှိမရှိဂုံနေမြင့်မမြင့်အစင်းသိမ့်တဲ့စိတ်နဲ့နေရရင်ဆင်းရဲနေတာဟုတ်လားအစင်းမြင့်တဲ့စိတ်ကလေးနဲ့နေရရင်ချမ်းသာနေတာပဲအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဘယ်သူနဲ့နေတာလဲလို့မေးရင်စိတ်နဲ့နေတာခံစားမှုလေးနဲ့နေတာဒါရိုးရိုးလေးဦးဇင်းကအကျမ်းမြင့်အရက်စကားလေးပြောကြည့်တာနော်ဒကာကြီးမိုက်များဒါကြောင့်ကိုတကယ်ချမ်းသာခြင်းလို့ရှိရင်မကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်ပြင်ရမယ်ဗျဟုတ်လားအဆင့်နှိမ့်တဲ့စိတ်ကနေအဆင့်မြင့်တဲ့စိတ်ဖြစ်အောင်ပြင်ရမယ်ဟုတ်ရလားအေးအဲ့ဒီလိုပြင်တဲ့အပိုင်းကိုဦးဇင်းတို့အခုတရားရဲ့တတိယပိုင်းရောက်လာပြီနော်မကောင်းတဲ့စိတ်တွေရဲ့ကြောက်မဲ့ဖွယ်ရာကလေးတွေကိုဒေသနာတော်လေးတွေထုတ်ပြီးတော့ဦးဇင်းပြောခဲ့တယ်နော်ကောင်းတဲ့စိတ်ရဲ့တကယ်မျက်နှိုးဖွယ်ရာအရေးပါပုံအချက်လက်အဓိကကြပုံလေးကိုလည်းပဲဒေသနာတော်လေးတွေနည်းနည်းထုတ်ပြီးတော့ပြောခဲ့တယ်နော်အေးအခုဘာကိုပြောမယ်စိတ်ကိုဘယ်လိုပြင်ညမလဲဆိုတာလေးနဲ့ပတ်သက်ပြီးအဲ့ဒါကြတော့ဦးဇင်းတို့ကဘာပြောချင်တော့ဆိုတော့ပိဋကတို့ကြားဖို့ပါလေပန္တိတသာမဏေဆိုတာလေဟုတ်လားဇလန်းတွေကတော့ကြားဘူးနေတာဆိုတော့ဦးဇင်းတို့ကအကျေပြောနေစရာမလိုဘူးလို့ထင်ပါတယ်ကတ္တပမြတ်စွာဘုရားလက်ထက်ကမဟာဒုတ်ဆိုကြားဘူးတယ်မဟုတ်လားကတ္တပမြတ်စွာဘုရားကိုငကျင်းသားနဲ့ဆွမ်းကတ်တယ်လေဟုတ်လားတရားမင်းကလာပြီးတော့ချက်ပေးတယ်လေကြားဘူးတယ်မဟုတ်လားနှိမ့်နေတဲ့အိမ်ကလေးတွေကိုမြတ်စွာဘုရားဝင်သွားတာကတ္တပမြတ်စွာဘုရားဝင်သွားတာမြေကြီးကလည်းနှိမ့်မပေးဘူးအိမ်ကလည်းမြင့်မပေးဘူးဒါပေမဲ့မြတ်စွာဘုရားရဲ့အရက်တော်ပဂရိအနေအထားတိုင်းပုံမှန်ပဲဝင်သွားတယ်အံ့ဩစရာကောင်းတဲ့တကိုးတော်လို့ဆိုရမှာပေါ့အိမ်ကိုမြင့်ပေးတာလည်းမဟုတ်ဘူးတဲ့ဗျာမြေကြီးကိုနှိမ့်ပေးတာလည်းမဟုတ်ဘူးတဲ့ဗျာဘုရားကသေးသွားအောင်ဖန်ဆင်းလိုက်တာလည်းမဟုတ်ဘူးတဲ့ဗျာသို့တော့အစဉ်ပြေပြေပဲအိမ်ထဲကိုကြွားသွားတယ်ဒါကလေးကခေါင်းထဲပေါ်လာလို့ပြောလိုက်တာဟုတ်လားအဲ့ဒီမဟာဒုက္ခဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကြတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့အင်မတန်ရင်းနှီးတဲ့ဆရာတကားတွေရဲ့အိမ်မှာတကားကြီးတွေရဲ့အိမ်မှာတထေးသေးကျွဲရဲ့အိမ်မှာလူလာဖြစ်တာကိုဟုတ်လားအဲ့မှာလူလာဖြစ်တော့ငါဘုစုကျေးဇူးကြောင့်ဒီလိုဖြစ်လေဩရှင်သာရိပုတ္တရာကျေးဇူးကြောင့်အဲ့ဒီမှာနာမည်မှဲ့တဲ့နေ့မှာသူ့အောင်မှာခင်းထားတဲ့တသိန်းတန်တဲ့ကပလာလေးကိုကလေးလေးကတကယ်မှရက်သားလာသားလေးနော်အေးအဲ့ဒါလေးကိုကပလာလေးကိုလက်ညှိုးလေးနဲ့ရစ်ပြီးတော့ပေးခြင်းသူကဒါကိုလည်းသူမနိုင်ဘူးပြောလည်းမပြောတတ်ဘူးလေအဲ့ဒီမှာဒီလက်ကလေးကိုဖြေလိုက်ရင်ကလေးကဘာလို့တော့ငိုတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာသိတယ်ဒီကလေးကသူ့ကိုဒီကပလာပေးခြင်းနေတယ်ဘာလို့နေရတော့ကျေးဇူးတင်လွန်းလို့ကျေးဇူးဆက်နေတာသူကဟုတ်လားရှင်သာရိပုတ္တရာကိုပေးခြင်းနေတယ်ကလေးကထားပါတော့အဲ့ဒီမှာဒီရှင်ပန္တိတာကနောက်9နှစ်သားအရွယ်ရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့တပည့်ဖြစ်တယ်ဆိုကြပါစို့ဟုတ်လားအဲ့ဒီမှာဆုံးခံကြွသွားတော့ပေတတုသိမဲ့အပိုင်းတွေကိုဦးဇင်းအကုန်ကြော်ခဲ့တယ်နော်ဟုတ်လားဆုံးခံကြွသွားတော့ကိုရင်လေးကနောက်ကလိုက်သွားတယ်နောက်ကလိုက်တော့ဦးဇင်းတို့တာဝတိမြို့ရဲ့ပြင်ဘက်မြို့ထဲကိုမဝင်ခင်ဆိုတော့လေတွေရှိတာပေါ့အဲ့ဒီလေတွေထဲမှာမြောင်လေးတွေသွေးပြီးတော့တောင်သူတွေကရေကိုကိုလိုရယူပြီးတော့စပားဆိုင်ပြိုးကြတာပေါ့လေအဲ့ဒီမှာကိုရင်ကမေးတယ်အရှင်ဘုရားဒီရေတွေမှာစိတ်ရှိလားဘုရားလို့မေးတယ်ဒါဟန်ဆောင်ပြီးတော့မေးတာမဟုတ်ကလေးအနေနဲ့ရေကိုကိုလိုတဲ့နေရာကိုသွေးပြီးတော့ယူတယ်ဆိုတော့
ရေကိုလူတယောက်ကမြအမိန်ပေးပြီးတော့မင်းဟိုကနေဟိုသွားဒီကနေဒီသွားလို့ပြောလို့ဒီရေကပဲစိတ်မြန်းရှိလို့ခိုင်းတာကိုမြလုံနေသလားလို့ तू ထင်ကောင်းထင်မယ်ပေါ့နော်ဒါကြောင့်ရေမှာဘာရှိလားလို့မေးတယ်လေစိတ်ရှိလားလို့မေးတယ်အဲ့ဒီတော့ရှင်သာရိပုတ္တရာကစိတ်ရှိလက်ရှိပဲပြောတယ်ကိုရင်ရေမှာစိတ်မရှိပါဘူးဩအဲ့တော့ကလေးကစဉ်းစားတယ်ကိုရင်ကစဉ်းစားတယ်စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူလို့ရသေးတယ်ဆိုရင်စိတ်ရှိတဲ့ငါစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့ငါရဲ့အလိုကိုသာနဲ့စိတ်ကိုလိုက်စေမယ်ဒီစကားလေးပါလာတယ်ဟုတ်လားဒါကြောင့်စိတ်ကိုငါလိုသလိုငါပြင်မယ်လို့ပထမတစ်ချက်သူအဲ့ဒါလိုစဉ်းစားတယ်တဲ့ဒါကတော့ပါရမီရှင်လည်းဖြစ်လို့ဒီလိုလဲစဉ်းစားတတ်တာနေမှာပေါ့ပါရမီကလည်းလိုပါတယ်နော်ဒကာကြီးမိုင်များခုဒကာဓမ္မတို့ဦးဇင်းတို့လည်းကိုယ်တိုင်မစဉ်းစားတတ်ပေမဲ့လို့ပါရမီတွေပါလာလို့သူများစဉ်းစားပြီးသားကိုအယံသင့်ရတယ်အဲ့ဒါလည်းကံကောင်းခြင်းတစ်မျိုးပဲဟင်ဒကာကြီးမိုင်များခုဒါလေးဦးဇင်းကခေါင်းထဲပေါ်လာတယ်နော်ကိုယ်တိုင်စဉ်းစားရမလိုဘဲနဲ့သူများစဉ်းစားထားတာကိုအယံသင့်မရဘူးလားကိုယ်တိုင်ပံကာတီထွင်စရာမလိုပဲနဲ့ပံကာရဲ့အရာတာကိုအခုဘာဖြစ်နေတော့ခံစားနေရတယ်ကိုယ်တိုင်မီးလုံးတီထွင်စရာမလိုပဲနဲ့မီးရဲ့အယောင်အလင်းကိုခံစားနေရတယ်ဒါလည်းကံကောင်းတယ်လို့ပြောလို့မရဘူးလားအဲ့ဒါလည်းပါရမီပါတာပဲဟုတ်လားဒကာကြီးမမြတ်အဲ့ဒါလည်းပါရမီပါတာပဲနော်အေးအခုကိုရင်ကဘာလို့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုရာကိုယူလို့ရတယ်ဆိုရင်ငါရဲ့အလိုကိုစိတ်ကိုလိုက်စေမယ်စိတ်ရဲ့အလိုကိုငါမလိုက်ဘူးလို့အဲ့ဒါလိုစဉ်းစားတယ်အဲ့ဒါနဲ့ကိုရင်ကလေးနဲ့တဲ့အတွေးခေါ်တွေတွေးတာဆိုတော့မျက်နှာကလည်းတော်တော်တီသွားမှာပေါ့နော်အဲ့ဒါနဲ့မြို့ထဲရောက်တဲ့အခါကျတော့မြို့အစွန်အဖျားမုတ်ဆိုးတွေရှိတယ်အဲ့ဒီမုတ်ဆိုးတွေကအဲ့ဒီခေတ်ကတော့လေးတွေမြားတွေနဲ့သားကောင်လိုက်တာကိုဗျအဲ့ဒီမှာသူတို့ရဲ့မြားတံလေးတွေကိုလိုရာကိုဖြောင်းဖြောင်းတန်တန်စိုက်နိုင်အောင်မြားတံကဖြောင်းဖို့လိုတယ်လေအဲ့တော့ဝါးချမ်းတွေကိုစိတ်ပြီးတော့လှုပ်ထားတဲ့ပဂတိမြားတံကမဖြောင်းသေးဘူးနည်းနည်းလေးတော့ကွေးကောက်မှုလေးရှိတယ်အဲ့ဒီကောက်မှုနဲ့ပြစ်လိုက်ရင်လိုတဲ့နေရာကိုမရောက်နိုင်ဘူးအဲ့ဒီတော့ဒီဝါးတံကိုမီးပြန့်ပြီးတော့အပူပေးပြီးတော့မျက်လုံးတစ်ဖက်မှိတ်ပြီးတော့တိတိကျကျကြည့်ရတယ်ဖြူးဖြောင်းနေတယ်အဲ့ဒီလိုဖြောင်းနေမှနောက်ကငှက်မွေးလေးတက်ပြီးတော့လိုရာကိုပြစ်လိုက်ရင်တန်းပြီးတော့စိုက်သွားတာတကယ်လို့မြားတံကကောက်နေတယ်ဆိုရင်လိုရာကိုမရောက်နိုင်ဘူးဘလောက်ပဲလက်တဲ့ပါတယ်ပြောလိုရာကိုမရောက်နိုင်ဘူးအဲ့ဒီလိုမြားတံဖြောင်းနေတာကိုကိုရင်ကအထူးအဆန်းတထေးသားဆိုတော့လေဘယ်မြင်ဘူးပါမလဲဗျာဟုတ်လားအဲ့ဒါနဲ့အရှင်ဘုရားဟိုမြားတံလေးတွေကိုမီးအပူပေးပြီးတော့ဖြောင်းနေတယ်အဲ့ဒီဝါးတံလေးတွေကစိတ်ရှိလားလို့မေးတယ်တဲ့မေးပြန်ပြီးတော့စိတ်ရှိလားတဲ့ကိုရင်ဝါးတံလေးတွေမှာစိတ်မရှိပါဘူးအဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စိတ်မရှိတဲ့ဝါးတံကိုတောင်အပူပေးပြီးတော့လိုသလိုလုပ်နိုင်တယ်ဆိုရင်စိတ်ရှိတဲ့ငါတန်တန်ကိုငါလိုသလိုလုပ်မယ်တဲ့တိတဲ့သူ့ကိုယ်သူဘယ်လိုလုပ်မယ်လိုသလိုလုပ်မယ်တဲ့ဗျာကြီးကျယ်လိုက်တဲ့စကားနော်တခါကြီးမိုင်မြဟုတ်လားကိုကောင်းကောင်းပြင်မယ်လို့ပြောနေတာနော်ကိုပါလေကောင်းကောင်းပြင်မယ်လို့ပြောနေတာအဲ့ဒါနဲ့ကိုရင်ကစိတ်ရဲ့အလိုကိုငါမလိုက်ဘူးငါရဲ့အလိုကိုစိတ်ကိုလိုက်စေမယ်ဒီအချက်ကသူ့ယုံမှာသူတော်ကောင်းကွဲပြားသွားစေတာပဲနော်သူတော်ကောင်းဆိုတာမိမိကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုလိုက်အောင်လုံနိုင်သွားကြတဲ့ပုဂ္ဂိုလ်တွေကိုသူတော်ကောင်းလို့ခေါ်တာပဲအဲ့ဒီလိုမလုံနိုင်မင်းနဲ့မိမိရဲ့အလိုကိုစိတ်ကမလိုက်ဖဲနဲ့စိတ်ရဲ့အလိုကိုသာလည်းမိမိကအမြဲတမ်းလိုက်နေရတယ်ဆိုရင်တော့ဘာဖြစ်မလဲသူယုံမှာဖြစ်မယ်ဟုတ်လားတခါကြီးမိုင်းများအေးအဲ့ဒီမှာကိုရင်ကအဲ့ဒါဒုတိယချက်ဆက်စဉ်းစားရင်လည်းသွားပြန်ရောအဲ့ဒါနဲ့လေးသမားမြားသမားတွေရဲ့အိမ်ကလွန်တော့ဘယ်ရောက်တုံဆိုတော့လက်သမားဆရာတွေရဲ့အိမ်နဲ့ဖြတ်တော့လက်သမားဆရာတွေကတစ်သားတွေကိုစူးတွေဆောက်တွေနဲ့ဓားတွေနဲ့ရွေးနေကြတယ်လိုသလိုပုံဖြစ်လာအောင်ခုတ်ထစ်ရွေးနေကြတယ်အဲ့ဒါကိုမြင်တော့တစ်သားတွေကိုသူတို့ကြိုက်တဲ့ပုံပေါ်လာအောင်လုပ်နေတာကိုမြင်တော့ကိုရင်ကမေးပြန်နေတယ်အရှင်ဘုရားဒီတစ်သားတွေမှာစိတ်ရှိလားကိုရင်တစ်သားတွေမှာဘယ်စိတ်ရှိပါမလို့ဒီတော့ကိုရင်ကဘာစဉ်းစားတော့ဆိုတော့စိတ်မရှိတဲ့တစ်သားကိုတောင်လိုရာလုပ်လို့ရတယ်ဆိုရင်ငါကိုငါဘောင်းမဲကြောင့်လိုရာလုပ်လို့မရရမှလေအဲ့ဒီမှာဘယ်နှချက်သူစဉ်းစားလိုက်တယ်လေ3ချက်စိတ်ကိုဘလို့ပြင်မလဲဆိုတဲ့အပိုင်းလေးကိုပြောနေတယ်နော်အေးအဲ့ဒီ3ချက်လဲစဉ်းစားပြီးတော့ကိုရင်ကတန်ဋိဌံကြသွားတယ်ဘလို့တန်ဋိဌံကြသွားတယ်ဆိုတော့
အရှင်ဘုရားတဲ့တပည့်တော်အရှင်ဘုရားနဲ့ဆုံးကမလိုက်တော့ဘူးတပည့်တော်ကြောင်းပြန်တော့မယ်တဲ့ကိုရင်ဘာလို့မှာတော့ဆိုတော့တပည့်တော်ကိုယ့်ရဲ့စိတ်ကိုရေမြောင်းနေတဲ့ကရေတွေကိုကိုလိုရာကိုသွဲယူတယ်လို့မျိုးကောက်နေတဲ့မြားရံတွေကိုအပူပေးပြီးတော့ဖြောင်းတယ်လို့မျိုးတေရိုင်းလုံးတွေကိုလိုတဲ့ပုံစံရအောင်ရွေတယ်လို့မျိုးကိုယ့်ရဲ့စိတ်ကိုစိတ်တိုင်းကျဖြစ်အောင်သွားပြင်မလို့အဲ့ဒါလိုပြောတာနော်ကျောင်းတော်ကိုပြန်ပြီးတော့ကမ္မထံအာယုံတရားနှလုံးကျင့်သုံးမယ်ပေါ့အဲ့ဒီလိုပြောတော့မထေရမြတ်ကြီးကလည်းကောင်းပြီအဲ့ဒါကိုရင်ကမှားသေးတယ်အရှင်ဘုရားတဲ့တပည့်တော်ဘုငကျင်းသားလေးရအောင်ဆုံးခံခဲ့ပါတဲ့သူကငကိုဘွားကဘာလှူခဲ့တာလဲငကျင်းသားလှူခဲ့တာကံတွေစိတ်တွေစေတနာတွေရဲ့အစွမ်းတွေကလည်းဆန်းကြည်တယ်ဗျအဲ့ဒီလိုငကျင်းသားလှူခဲ့တော့ရတာပဲငကျင်းသားကဒါဘယ်သိပ္ပံပညာရှင်ရဲ့ပစ္စည်းနဲ့မှတိုင်းတာလို့တွက်ချက်လို့စုံစမ်းလို့ထောက်လှမ်းလို့မရနိုင်ဘူးဗျအဲ့ဒါဘာခေါ်မလဲကမ္မဝိပါကောအာစိန်တေယောကိုလှုပ်ထားတဲ့အလုတ်တွေရဲ့အစွမ်းတတ္တိဆိုတာနားလည်ဖို့အတွက်ကြံစီဖို့ခက်ခဲတယ်ဟုတ်လားကြံစီခြင်းနယ်ပယ်ရဲ့ဟိုဘက်ကိုလွန်သွားတယ်လို့ပြောကြပါစို့ကံရဲ့အကြောင်းကိုတအားနားလည်အောင်ကြံစီမယ်ဆိုရင်အခက်မသိရင်စိတ်တောင်ဖောက်ပြန်သွားနိုင်တယ်။ဘာလို့ဆိုတိတ်ပြီးတော့ကျေပြန်လွန်းလို့လေးနဲ့လွန်းလို့နားလေသင်းတဲ့လောက်ပဲနားလေမယ်အကုန်လုံးနားလေဖို့မဖြစ်နိုင်နော်ဘူဇံလောကံဤလေးတံမကြံအပ်စွာယူဒလကြားဘူးတယ်မို့လားဘုဆိုတာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားရဲ့အစွမ်းတွေအင်မတန်ကြီးကျယ်တယ်ပါရမီတွေအကြီးအကျယ်အထွတ်အထိပ်ရအောင်ဖြည့်ခဲ့တာဆိုတော့အကျိုးတရားတွေကအင်မတန်ဆန်းကျယ်အင်မတန်ပြည့်စုံအင်မတန်လုံလောက်နေတော့ကိုယ့်ရဲ့တထွားတမိတ်ဉာဏ်လေးနဲ့ဖြစ်မှဖြစ်နိုင်မှာမလားလို့ဘုရားနဲ့ပတ်သက်ပြီးတော့စဉ်းစားမယ်ဆိုရင်နားမလည်တဲ့အချက်တွေအများကြီးရှိဇံစိတ်ဆွမ်းအားကြောင့်ရလာတဲ့ဇံတရားနော်အဲ့ဒီဇံတို့ရဲ့အကြောင်းကိုစဉ်းစားမယ်ဆိုရင်လေကိုမမှီတဲ့အတွက်ကြောင့်အကုန်လုံးနားလည်ဖို့မလွယ်ပါဘူးဘုဇံလောဆိုတာဗာလေလောကကြီးရဲ့အကြောင်းဘယ်ကနေစဖြစ်လာဘာတွေတုံးဘာတွေတုံးဟာဂျိုးတွေနက္ခတ်တွေတာယာတွေကျဲဘာတွေတုံးတတ္တဝါတွေကဘာတွေတုံးလောကကြီးဘလို့တုံးကဲစဉ်းစားတာဟင်ဒီကမာကြီးတွေညံနဲ့ငုံမိရလားမငုံမိဘူးအဲ့ဒါကိုကမသိဘဲနဲ့ပေးတီးပြီးတော့ထိုင်းပြီးတော့စဉ်းစားနေမယ်ဆိုရင်အဖြေရနိုင်မှာမလားမရနိုင်ဘူးမြတ်စွာဘုရားလက်ထက်ကတကားတယောက်ကအဲ့ဒါလိုပဲစဉ်းစားဘူးတယ်စဉ်းစားရင်းနဲ့သူဘာလုပ်တုံဆိုတော့သူအတွေးတွေလွန်တာပေါ့လေလွေရင်းနဲ့သာဝတိမြို့ရဲ့ပြင်ဘက်ကရေကန်တကန်သားမှာသူစိတ်ပြက်ပြက်နဲ့ထိုင်နေတဲ့ထိုင်တော့အဲ့ဒီနာမှာကြာရွက်ကလေးတွေကြာဘူးလေးတွေလည်းရှိတယ်အဲ့ဒီဟာကိုသူစိုက်ကြည့်နေတော့စစ်သားတွေစစ်တပ်တွေရှေ့တုန်းကမင်းကြီးမင်းသားတွေဝတ်ထားတဲ့အဝတ်မျိုးနဲ့ပေါ့လေဟုတ်လားအင်္ဂါ၄ပါးရှိတဲ့စစ်တပ်ကြီးကအဲ့ဒီကြာဘူးကြာတွေရတဲ့ဝင်သွားတာတဲ့သူမျက်စိနဲ့မြင်လိုက်တယ်မြင်လိုက်တော့သူကစဉ်းစားတယ်မဖြစ်နိုင်တာကြီးနော်ငါယူမြဲယူသွားပြီလားမသိနော်ကြာဘူးကြာဆွဲတွေကိုဘာလို့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့စစ်တပ်ကြီးဝင်သွားတဲ့အဲ့ဒါနဲ့ तू တော်တော်လန့်သွားတယ်ငါဘာတွေတွေးမိလို့ပါလို့ငါတကယ်မြင်လိုက်တာအဲ့ဒါနဲ့ तू ကလူတွေကိုပြောတယ်သူ့ရဲ့မိတ်ဆွေပေါင်းတင်တွေကိုဟေ့ငါယူမြဲသွားပြီလားမသိဘူးကြာဘူးကြာဆွဲတွေကိုအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့စစ်တပ်ကြီးဝင်သွားတာငါမြင်လိုက်တယ်အဲ့တော့ဘေးကလူတွေကလည်းဘယ်နာလဲတော့သေကြတယ်မင်းကြောင်သွားပြီပေါ့ဒီခေတ်စကားနဲ့ဆိုအဲ့ဒါကြောင်သွားတာမဟုတ်ဘူးအဲ့ဒါတကယ်ဝင်သွားတာလေအဲ့ဒါမြတ်စွာဘုရားဟောထားတာရှိတယ်အတူဓာတွေနဲ့တာဝရိန်ဓာတွေနဲ့စစ်ဖြစ်ပြီးတော့နော်အဲ့ဒါအတူဓာနဲ့တွေကရှုံးပြီးတော့အဲ့ဒီကြာဘူးကြာတဲ့တွေကိုဝင်သွားတာကိုယ်အောင်ဖြောက်ပြီးတော့ဝင်သွားတာဟိုကလူတွေမမြင်အောင်လို့အဲ့ဒီလိုဖြောက်ပြီးတော့ဝင်သွားတာအဲ့ဒါကို तू မြင်လိုက်တာဆိုလိုတာကဥသိမ်းကဘာပြောချင်တာလဲလောကကြီးဆိုတာကျေပြတ်ပါတယ်နဲ့နဲပါတယ်ဟုတ်လားကိုသိနိုင်တာလေးတဲ့အစာပေါင်းများစွာမသိနိုင်တာတွေဟာအများကြီးရှိပါတယ်နော်ကိုသိပြီးတော့အထင်မကြီးကြဖို့ပေါ့အထင်သေးဖို့ပြောတာမဟုတ်ဘူးနော်ကိုပမာဏကိုနားလေဖို့ပြောတာစကားတွေအများကြီးဘေးတွေထွက်ကုန်ပြီဥသိသိတယ်ဟုတ်လားဘုဇံလောကံဤလေးတံမကြံအစွာယူတယ်လားဒါလောကအကြောင်းပြောနေတာနော်နောက်ကံဆိုတာကခုနတုန်းကအရာပေါ့အခုပါလေကိုရင်လေးကဘာသာနဲ့စားကျင်တာလို့မှားလိုက်တာလေငကျင်းသားနဲ့စားကျင်တာရခဲ့တယ်မဟုတ်လားရခဲ့တယ်ထားပါတော့တူတူပြောကြပါစို့ကိုရင်ကအကြောင်းပြန်ပြီးတော့တရားအထုတ်တယ်တိရွက်ကြွေတန်လေးငှက်အော်တန်လေးမှမကြားရအောင်တရားမင်းနဲ့နမကြီးလေးပါစောင့်ရှောက်ရတယ်လို့ဆိုတယ်
ဘုံရှင်ကံရှင်ပိဋကဘာရှင်ဘုံရှင်ကံရှင်ဆိုတော့ဘုံတွေကံတွေကဘယ်နာတွေကမြန်သွားပြီးတော့တူးပြီးတော့ယူလာတာလေဘယ်သူတွေကမြန်တောင်းလာတာလေအဆိုင်ခဲကြီးလားဘာကြီးလဲညာကြီးလဲလို့အဲ့ဒါလိုမြန်စဉ်းစားနေသလားအဲ့လောက်တော့အစင်းနှိမ့်မယ်မထင်ပါဘူးဟဲ့တက္ကကြီးဒီမိုင်မြဘုံဆိုတာပုံညဆိုတဲ့သဒ္ဒါကနေဆင်းသက်လာဟုတ်လားပုံညဆိုတာဗာလေပုံညဆိုတာကုသိုလ်ကောင်းမှုကိုပြောတာကောင်းတဲ့စိတ်တွေနဲ့လှုပ်ထားတာကိုပုံညဘုံကံနော်တဲ့ပြောရရင်ကောင်းတဲ့စိတ်ကလေးတွေနဲ့ပြုသမျှပြောသမျှကြံသမျှတွေအဲ့ဒါဘုံကံပဲနော်ဘုံကံကြီးချင်းလွယ်လွယ်လေးဟုတ်လားခုလောလောဆယ်စိတ်ကောင်းနှလုံးကောင်းမွေးလိုက်တောင်းလျှောက်ဘုံကံရှိလာတယ်လောလောဆယ်စိတ်ယုံမှမွေးလိုက်တာနဲ့ပြန်တဲ့ဘုံကံလုံးဝမရှိတော့တခါကြီးမိုက်မြအဲ့တော့သူတစ်ချိန်လုံးကပြုတ်ခဲ့တဲ့ဘုံကံအခုလာပြီးတော့အကျိုးပေးတာဟုတ်ရဲ့လားအဲ့ဒါနဲ့ကိုရင်ကအဲ့ဒါလောက်ဘုံကံလဲကြီးတော့အကျိုးတရားတွေကလည်းရတာပေါ့လေအဲ့ဒါနဲ့ကိုရင်ဘာဖြစ်တုံဆိုတော့ယဟန္တာဖြစ်တယ်ဟုတ်လားအဲ့ဒီယဟန္တာဖြစ်ပြီဆိုတော့မှမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုကိုရင်အနှောင့်အယှက်ဖြစ်မှာဆိုလို့အချိန်တောင်ဆွဲထားရသေးတယ်ရှင်သာရိပုတ္တရာကြွလာတော့ကိုရင်ကအနာဂံပဲဖြစ်သေးတယ်အဲ့ဒီချိန်မှာရှင်သာရိပုတ္တရာကတကားများခောက်လိုက်မယ်ဆိုရင်တရားအနှောင့်အယှက်ဖြစ်မှာဆိုလို့မြတ်စွာဘုရားကကိုရင်ဒီမရောက်အောင်ရှိကနေကြိုးပြီးတော့ရှင်သာရိပုတ္တရာကိုပြဿနာတွေမေးတာကိုရင်ရဲ့ဘုံကံကဘုရားကတော့မလုပ်တယ်စောင့်ရှောက်တာဟုတ်လားအေးဦးဇင်းကဇလန်းတွေမပြောချင်ဘူးနဲ့တော်တော်စုံသွားပြီဟုတ်လားပြောစရာလေးတွေကလည်းအဲ့ဒါကနည်းနည်းကောင်းလို့ပါနော်အဲ့ဒါနဲ့ကိုရင်ယဟန္တာဖြစ်ပြီဆိုတော့မှမြတ်စွာဘုရားကအဲ့ဒါကိုအကြောင်းပြုပြီးတော့ဦးဇင်းတို့ဒကာကြီးဒကာမကြီးများဦးဇင်းတို့အတွက်အင်မတန်အသုံးတဲ့မဲ့တကယ်လည်းအသုံးတဲ့တဲ့ဂါထာကလေးမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်အဲ့ဒါကတော့ဒီတရားတော်ရဲ့အနှစ်ပေါ့နော်ဥဒကံဟိနယင်ကြီးနိဋ္ဌိကာဒါရုံဓမယန္တိတေသနံအတ္တနံဥဒကံဟိနယန္တိနိဋ္ဌိကာဒါရုံဓမယန္တိတစ္စကာဥဒကံဟိနယန္တိနိဋ္ဌိကာဥဒုကာရောဝတေသနံဒါရုံဓမယန္တိတစ္စကာအတ္တနံဓမယန္တိပန္တိတာနိဋ္ဌိကာလေသမားတို့သည်ဝါမြောင်းတူ၍လေကိုလိုရာယူကြကုန်သောပုဂ္ဂိုလ်တို့သည်ဥဒကံရေကိုနယန္တိမိမိလိုရာရက်သို့ရောက်အောင်ဆောင်ကြကုန်၏လေသမားတွေမြောင်းသမားတွေမြောင်းဖောက်တဲ့လူတွေဟာရေကိုလိုရာကိုဆောင်ယူသလိုမျိုးနော်ဥဒုကာရောမြားသမားတို့သည်လေသမားတို့သည်ဒေဇနံမြားရံကိုနမယန္တိမိပြ၍ဖြောင်းအောင်ဖြောင်းကြလေကုန်တဲ့ကဲ့သို့တစ္စကာလက်သမားဆရာတို့သည်ပပုဆရာတို့သည်ဒါရုံတေရိုင်းတုံးကိုနမယန္တိမိမိအလိုရှိတဲ့ပုံသဏ္ဍာန်ဖြစ်အောင်ခုတ်ကြရွေကြဂုံတဲ့ကဲ့သို့ပန္တိတာကြောင့်ကျိုးမြင့်သည့်ပညာရှိတို့သည်အတ္တနံမိမိကိုယ်ကိုဓမယန္တိဆုံးမတော်မူကြကုန်၏ဥပမာ၃ချက်မြတ်စွာဘုရားပေးလိုက်တယ်ဟုတ်လားမြောင်းသမားတွေဟာရေကိုလိုရာကိုယူသလိုမျိုးလေးသမားတွေဟာမြားရံကိုမီးပြပြီးတော့ဖြောင်းသလိုမျိုးနော်ပပုဆရာတွေလက်သမားဆရာတွေဟာတေရိုင်းတုံးကိုလိုရာပုံရောက်အောင်ခုတ်ရွေကြသလိုမျိုးပညာရှိတဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်ကိုဝါမိမိရဲ့စိတ်ကိုကောင်းအောင်ပြင်ရမယ်ယဉ်ကျေးအောင်ပြင်ရမယ်အပြစ်ကင်းအောင်ပြင်ရမယ်ဥပမာဘယ်နှချက်ပေးလိုက်တယ်၃ချက်ပေးလိုက်တယ်ဥပမာလေးတိုင်းမှာစိတ်ဝင်စားတဲ့ရှိရေကိုလိုရာသွဲယူတယ်တဲ့နော်ပထမပေးလိုက်တဲ့ဥပမာနော်ရေကိုဘလို့လိုရာကိုသွဲယူတယ်ရေကိုကိုကနိုင်နေလိုရာကိုသွဲယူလိုက်တယ်တကယ်လို့ရေကိုကိုမနိုင်ဘူးဆိုလို့ရှိရင်ပေးလိုက်ရေတွေကြီးလာပြီရေတွေကိုမထိန်ချုပ်နိုင်တော့ဘူးဆိုရင်ဘယ်ထဲထည့်လိုက်ရလဲတဘာဝဘေးအန္တရာယ်လို့တောင်ပြောရတယ်နော်ဟုတ်လားကြောက်စရာမကောင်းဘူးလားရေကိုမထိန်နိုင်တော့ဘူးဆိုတာနဲ့တပြိုင်တည်းရေဟာဘာဖြစ်လာတယ်တဘာဝဘေးအန္တရာယ်တည့်ရနေတဲ့တတ္တဝါတွေကိုနှိပ်စက်လာတော့တာပဲအဲ့ဒီရေကိုထိန်နိုင်ပြီဟေးမြောင်းကလေးတွေနဲ့မင်းဒီသွားမင်းပြီးတော့ဒီလာခဲ့မင်းဟိုနားလေသွားအောင်လို့ရေကိုကိုကြိုက်တယ်လို့စေစားနိုင်ပြီဆိုတာနဲ့တပြိုင်တည်းရေဟာကိုယ့်ရဲ့အလုတ်အကျွေးဖြစ်လာတယ်ဒကမကြီးတွေဟုတ်လားအဲ့ဒါရေကိုနိုင်တဲ့အချိန်မှာရေဟာကိုယ့်ရဲ့အလုတ်အကျွေးပဲရေကိုမနိုင်တော့ဘူးဆိုတော့ရေဟာကိုယ့်ရဲ့တိတ်ကြောက်စရာကောင်းတဲ့ရန်သူဖြစ်သွားတယ်ဒါကြောင့်ရန်သူမျိုး၅ပါးထဲမှာရေးပါတယ်ဗျ
အသက်သခင်တော့ရေပါတာပဲဟုတ်လားဒီစိတ်ကလေးရေနဲ့အင်မတန်တူတာပဲနော်နိုင်လို့ရှိရင်ကိုယ့်ရဲ့ဒါအင်မတန်ကိုယ့်ကိုအကျိုးပြုမဲ့ကိုယ့်ရဲ့အခိုင်းအစေလို့ပြောကြပါစို့နော်ကိုယ့်ကိုအကျိုးပြုမဲ့အရာဖြစ်လာသူ့ကိုမနိုင်တာနဲ့တပည့်နဲ့သူကတိတ်ကြောက်စရာကောင်းတဲ့အန္တရာယ်ပေးတဲ့အရာဖြစ်သွားတာကိုယ့်ပုံမှန်မှုတည်တယ်နော်ဒကမကြီးများဟုတ်လားဒီစိတ်ဟာလည်းပဲနိုင်ရင်အကျိုးရှိမယ်မနိုင်ရင်တိတ်အကျိုးမဲ့မယ်ရေကလည်းအဲ့ဒီတိုင်းပဲနော်တူတာတွေအများကြီးရှိတယ်ဗျာရေကဒီတိုင်းပြစ်ထားရင်ဘယ်စီးသွားလဲရေဒီတိုင်းပြစ်ထားရင်ဘယ်စီးသွားလဲနေရစီးသွားတာဟုတ်လားစိတ်ကိုဒီတိုင်းပြစ်ထားရင်ဘယ်စီးသွားမထင်နေရကိုစီးသွားမှာနော်ယုံညံ့တဲ့ယုံညံ့တဲ့ဘက်ကိုစီးသွားမှာသူ့ကိုမတားနိုင်ဘူးမစီးနိုင်ဘူးဆိုရင်ဘယ်စီးသွားမလဲနေရကိုစီးသွားမှာဟုတ်လားဒါကြောင့်ဒီစိတ်ကိုရေနဲ့တူတယ်ဆိုတာအင်မတန်ဟုတ်တာပဲနော်ထိနိုင်ရင်အကျိုးရှိတယ်မထိနိုင်ရင်ဒုက္ခရောက်နော်ပြစ်ထားရင်ရေဟာနေရစီးသွားတယ်လို့စိတ်ဟာလည်းပဲပြစ်ထားရင်တဖြည်းဖြည်းနဲ့ယုံညံ့တဲ့ဘက်ကိုရောက်သွားမယ်ဟုတ်လားဒါကြောင့်ဒီစိတ်ကိုရေကိုလိုရဲ့နေရာကိုယူနိုင်တယ်လို့မျိုးဒီစိတ်ကိုစေစားနိုင်ရမယ်ဆုံးမနိုင်ရမယ်ပြင်နိုင်ရမယ်တဲ့ဟုတ်လားတခါယူမိုက်များဒါကြောင့်ဒါနကောင်းမှုဖြစ်အောင်သီလကောင်းမှုဖြစ်အောင်ဘာဝနာကောင်းမှုတွေဖြစ်လာအောင်မိမိရဲ့စိတ်ကိုဘာလို့ရမယ်ပြင်ရမယ်မွေးရပါစိတ်ဗီဇစိတ်တဏ္ဍရာလုံးကပါခဲ့တဲ့အနုတ္တယသဘောဆိုတဲ့စိတ်တွေကတော့နှမျောတာပဲဗျဝန်တိုတာပဲဗျသိမ့်ပိုက်ချင်တာပဲဗျအဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကသိမ့်ပိုက်တာကြီးကမကောင်းပါဘူးအဆင်မရှိပါဘူးလူဖြစ်တဲ့အခါလေးဟုတ်လားသိမ့်ပိုက်တာကြီးကသိမ့်မကောင်းပါဘူးမျက်နှိုးနေရတာဆွဲလန်းနေရတာကသိမ့်မကောင်းပါဘူးစွန့်လွတ်တာတွေအများအကျိုးရှိအောင်လုပ်တာတွေကအဆင့်မြင့်ပါတယ်အဲ့ဒါတွေကသိမ့်မြင့်မြတ်ပါတယ်လို့နားလည်ပြီးတော့သိမ့်ပိုက်ခြင်းတွေ့တာခြင်းမမောခြင်းကနေပြီးတော့စွန့်လွတ်ခြင်းအတွေ့အတာကင်းခြင်းဆိုတဲ့ဒါနသဘောစာကသဘောကိုရောက်အောင်စိတ်ကိုပြင်ရတာဒါကြောင့်တချို့ဒါနရှင်တွေသူတို့ဒါနနဲ့သူတို့ပြောပြီးတော့နေတာပဲတကယ်ပြောစရာကောင်းလို့ပြောတာပေါ့တစ်ချက်ကလေးပြောချင်တာကတော့ပြီးရင်မလျော့ဘူးဆိုတာလေးကိုတော့ပြောချင်တယ်ဒါနအကြောင်းပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးဒါပေမဲ့အလှခံဖြစ်နေတာဆိုတော့သိပ်ပြောလို့မကောင်းဟုတ်လားတခါကြီးမိုက်နေဟုတ်လားဒါပေမဲ့တခွင်းတော့ပြောလိုက်မယ်နော်ပြီးရင်မလျော့ဘူးဆိုတော့ပါတိုးလာမှာလို့ပြောတာဒါကိုလက်တွေ့စမ်းပြီးတော့တက်တည်ထူနိုင်တဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားပေါ့နော်တခါကြီးမိုက်မြဟုတ်လားဦးဇင်းဘာပြောတာလဲသိမ့်ပိုက်တဲ့စိတ်တွေ့တာမြင်နိုးတဲ့စိတ်နှမျိုးဝန်တိုးတဲ့စိတ်တွေကနေစွန့်လွတ်တဲ့စိတ်အများကျိုးဆောင်ရွက်တဲ့စိတ်ဝေနိုင်မျှနိုင်တဲ့စိတ်မေတ္တာတွေကရုဏာတွေဖြစ်အောင်ပြင်ရမယ်ဒါပထမအဆင့်ကလေးပြောတာနော်ရေဟာပြစ်ထားရင်နေရစီမှာပဲနော်စိတ်ဟာဒီတိုင်းပဲမပြင်မဲနေရင်တော့ငါဟာပြီးတော့ငါသားသမီးဟာပြီးတော့ငါမြင်းဟာငါအတိုင်းဝိုင်းဟာငါကကိုမထွက်နိုင်တော့အဲ့လိုဖြစ်သွားရင်နေရစီးသွားပြီတေးကြတယ်အဲ့ဒါဘဝပြီးလို့ဏီကုန်းချုပ်လို့ကိုယ်တက်တန်းကလေးကိုပြန်လဲကြည့်လိုက်ရောဩငါတက်တလုံးငါဟာနဲ့နေခဲ့တာပါလားဆိုဘာမှမျက်နှိုးเสียကျင့်တတ်เสียမရှိဘဲနဲ့တော်တော်ကြီးကိုနောင်တတရားနဲ့ပူလောင်ရလိမ့်မယ်လို့ထင်တာပဲဦးဇင်းကတော့ပြီးတော့ဆက်ပြီးတော့ပြင်ပေါ့မဆောင်စည်းဘဲနဲ့ဗျံပဒနေရတဲ့စိတ်ဟာအဆင်မရှိဘူးဟုတ်လားမမြင့်မြတ်ဘူးဒါကြောင့်ကိုယ်နဲ့နှုတ်ကိုစောင့်စည်းပြီးတော့စိတ်ကိုချုပ်တီးပြီးတော့နေရတာဟာသိကောင်းတယ်လို့နားလည်ပြီးတော့သီလဖြစ်အောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်နော်အကျဉ်းမြင်လေးပြောတာနော်နောက်မိမိရောပေါ်ပေါ်ဆားဆားနေရတာများဉာဏ်ပညာအင်မတန်တုံးတာပဲသိတဲ့သိလိုက်တာဘာမှမသိလိုက်ရဘူးသိနိုင်ခွင့်ရှိပါလဲနဲ့အသိဉာဏ်တကားပေါက်ကြီးပိတ်ထားတဲ့အတွက်ကြောင့်မေ့လျော့နေတယ်ဆိုတာအသိဉာဏ်တကားပေါက်ကြီးကိုပိတ်ထားတာဘာမှမသိဘူးအဲ့ဒီလူကပိတ်တဲ့ရေရိုးလေးဥပမာနဲ့ပြောမယ်နော်လူတယောက်မေ့နေတယ်ဆိုရင်ဘာသိလို့ဘာမသိဘူးအဲ့လိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေတဘာဝတရားကိုမေ့နေတဲ့အချိန်မှာဘာအသိဉာဏ်မှမရှိဘူးဟုတ်ရဲ့လားအဲ့လိုမေ့ရောနေရတာဟာယုံညံ့နေမလျော့နေရတာမြင့်မြတ်တယ်လို့နားလည်ပြီးတော့မေ့လျော့ခြင်းကနေမလျော့ခြင်းဖြစ်အောင်ပြင်ရမယ်ကိုယ်စိတ်ကိုသုံးချက်ပြောလိုက်တယ်နှမျိုးဝင်တိုးတဲ့သဘောကနေဒါနသဘောစာကသဘောဖြစ်အောင်ပြင်ရမယ်သီလမရှိတဲ့ဒုသီလသဘောကနေသီလရှိတဲ့သူသီလသဘောမျိုးဖြစ်အောင်ပြင်ရမယ်ဟုတ်လားမေ့လျော့တဲ့ပမာဒသဘောကနေမလျော့တဲ့အပမာဒသဘောမျိုးဖြစ်အောင်ပြင်ရမယ်တရားကဒါပဲဟောတရားရှိတာဗျဒကမာကြီးတို့ရဒါနရေသ
သီလရဲ့ဘာဝနာရဲ့ဘယ်ကပြောဒီရောက်မှာပဲဒါကြီးရိုးလို့မနာခြင်းဘူးဆိုရင်လည်းမနာဖို့ပဲရှိတော့တယ်တရားကဒါပဲလေဒါကသွေးဖီးသွားရင်တရားကဟုတ်နိုင်မှာအောင်မလားဒါနသီလဘာဝနာကနေသွေးဖီးသွားပြီဆိုရင်တရားဟုတ်နိုင်မှာမလားတရားမဟုတ်ရင်ဘာဖြစ်မလဲမတရားရိုးရိုးလေးတရားမဟုတ်ရင်မတရားအခုမတရားတွေတော်တော်ပေါ်နေတယ်လို့ထင်တယ်ဟုတ်လားထားပါတော့အဲ့တော့ရေဟာစိတ်နဲ့တူတယ်လို့ဒါတစ်ချက်ပြောခဲ့တယ်နော်နောက်တစ်ချက်မြားတံကလေးများကောက်နေတယ်ဆိုရင်ပြစ်မှတ်ကိုလုံးဝမမှန်စေဘလို့ချိန်ပြစ်လို့မှမမှန်ဘူးအကောက်ဆိုတဲ့သဘောဟာအဖြောက်မသွားဘူးပိဋိအကောက်ဟာအဖြောက်မသွားဘူးအကောက်တို့ရဲ့သဘောတည်ဝေချင်းဝိုက်ချင်းသဘောရှိတယ်ခံမှန်းရခက်တဲ့သဘောရှိတယ်ဘယ်နှကြမယ်လို့လုံးဝမသိနိုင်အကောက်တွေမှာတေးကြတဲ့သဘောရည်ရတဲ့သဘောမရှိအကောက်တွေမှာတေးကြတဲ့သဘောရည်ရတဲ့သဘောမရှိဘူးနော် तू ဘယ်နှရောက်မယ်လို့မသိနိုင်ဘူး तू သွားညံသွားမှာပဲ तू အကြောင်းတဲ့ရီအားလေဆိုတာသွားမှာပဲဘာဖြစ်လို့လဲဆို तू ကအကောက်ကြီးပဲဟုတ်လားအဖြောင်းလို့ဒီတာနဲ့အဖြောင်းသွားတဲ့သဘောရှိတယ်အဖြောင်းလို့ဒီတာနဲ့တေးကြတဲ့သဘောရည်ရတဲ့သဘောရှိတယ်ဒီဆိုဒီတန်းရောက်တယ်ဟိုဆိုဟိုတန်းရောက်တယ်ဘာဖြစ်လို့လဲ तू ကအဖြောင်းကိုဟုတ်လားဒီစိတ်ဟာလည်းအဲ့ဒီတိုင်းပဲကောက်နေလို့ကတော့ကိုလိုချင်တာရကိုမရဘူးနော်ဒါကြောင့်တရားအထုတ်တယ်ဆိုရင်အတ္တိထောစအမာယာဝီမကောက်ကြည့်ရဘူးမစင်းလဲရဘူးအဲ့ဒီအည်သွေးရှိကိုရှိရသစ္စာတရားဆိုတာအဖြောင့်အမှန်လေးဗျာဟုတ်လားဖြောင့်သောမှန်သောသစ္စာတရားကိုသိရင်ဖြောင့်သောမှန်သောစိတ်ဓာတ်နဲ့ရှာမှဖြောင့်သောမှန်သောသစ္စာတရားကိုသိဟုတ်ရလားဒါကြောင့်အကောက်တို့သည်လူရင်းပြစ်မှတ်ကိုဘယ်တော့မှမှန်ရိုးထုံးတာမရှိဘူးဒါကြောင့်ဖြောင့်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်စိတ်ကောက်ကြီးနဲ့တော့ချမ်းသာကိုမရနိုင်ဘူးလို့ပြောတာမြားကောက်ကြီးနဲ့တော့ပြစ်မှတ်ကိုမတည်ပါဘူးဟုတ်လားအဲ့ဒီလိုပဲစိတ်ကောက်ကြီးနဲ့တော့ချမ်းသာဒုက္ခကိုမရနိုင်ဘူးစိတ်ဖြောင့်လို့ဖြစ်တာလေမိမိရည်ရွယ်ထားတဲ့ပန်းတိုင်ကိုရောက်နိုင်တယ်ဒါကြောင့်ကောက်သောစိတ်ကိုဖြောင့်သောစိတ်ဖြစ်အောင်ပြင်ရမယ်ဘာတွေတုံးဆိုတော့လောဘကနေအလောဘဖြစ်ဖို့ဒေါသကနေမေတ္တာဖြစ်ဖို့မောဟကနေပညာဖြစ်ဖို့အဲ့ဒါဖြောင့်နေဆိုတာအဲ့ဒါပြောတာပါပဲနော်လောဘရှိလာရင်ကောက်จิตတာပဲလေနည်းနည်းရှိရင်နည်းနည်းကောက်တာပဲအများကြီးရှိရင်တော့အများကြီးကောက်လိုက်မယ်နည်းနည်းလေးရကျင်သေးတယ်ဆိုတော့မတိမတာလေးဝိုက်သွားမှာဟုတ်လားနော်အဲ့တော့ဦးဇင်းတို့ကုထုဇဉ်တွေဘဝပြောရတာလည်းတော်တော်အားငယ်ပါလေလောဘတွေကရှိနေတာဆိုတော့အကောက်တွေကလည်းအမြဲတမ်းရှိနေတာပဲဟင်တခါကြီးမိုင်းများဒါဒုတိယမြားတန်နဲ့ပြောတာနော်နောက်တတိယပါတယ်တေရိုင်းလုံးများကိုလက်သမားဆရာတွေဘဟုဆရာတွေဟာသူတို့လိုချင်တဲ့ပုံဖြစ်အောင်ရှူးတွေဆောက်တွေဓာတ်တွေသုံးပြီးတော့လိုရပုံတွင်းပလိုက်တယ်ဟုတ်တာပေါ့နော်အဲ့ဒီတေရိုင်းလုံးကိုဘဟုထုလိုက်တယ်ဆိုရင်ဖျားဆိုလဲဖျားပဲနတ်ရုပ်ဆိုလဲနတ်ရုပ်ပဲဟာတိတ်ပြီးတော့တင့်တယ်တဲ့ကြည်ကောင်းတဲ့အမှုပညာမြောက်တဲ့ပစ္စည်းဆိုရင်လည်းအဲ့လိုဖြစ်သွားတယ်အဲ့တော့ဦးဇင်းကစဉ်းစားကြည့်တယ်ဒီတေရိုင်းတုံးကြီးကနေဒီကြည်ကောင်းတဲ့အယုတ်တယုတ်ဖြစ်သွားတယ်အမှုပညာမြောက်တဲ့ပစ္စည်းတစ်ခုဖြစ်သွားတယ်ဘာပြုလို့အဲ့ဒါလိုဖြစ်သွားတယ်လဲဆိုတော့မလိုအပ်တဲ့အရာတွေကိုဖယ်ပစ်လိုက်လို့ဟုတ်လားဘာကိုဖယ်ပစ်လိုက်တယ်မလိုအပ်တဲ့အရာကိုဖယ်ပစ်လိုက်တယ်မျက်နှာပုံဖော်တော့မယ်ဆိုဒီနာခွက်နေတယ်ဆိုအဲ့ဒါကိုမလိုဘူးလေဖယ်ပစ်လိုက်ဖို့ဟုတ်လားမလိုတာကိုဖယ်ပစ်လိုက်ရင်ကိုလိုချင်တာလေးကြမ်းနေတာခုတရားဓမ္မတို့ဦးဇင်းတို့တွေလိုချင်တာကိုမရသေးဘူးဆိုတာကမလိုအပ်တဲ့အရာတွေကိုအပြည့်ထည့်ထားလို့လိုချင်တာကမရသေးတာကိုကလိုချင်တာကိုရချင်တယ်လေပြောပါသေးရဲ့မလိုချင်တာတွေကိုလည်းမပြစ်နိုင်သေးဘူးဗျာမလိုအပ်တာတွေကိုလည်းမပြစ်နိုင်သေးဘူးအဲ့ဒီအပူကိစ္စတွေကဘဝနဲ့အပြည့်ထည့်ထားတာဆိုတော့ကိုလိုချင်တဲ့အရာလေးတွေကသူတို့နေရနေရတောင်မရှိသလိုဖြစ်နေတယ်သဘောပေါက်လားမသိဘူးဒကမာကြီးများဟင်အေးဒါကြောင့်မလိုအပ်တဲ့အရာအပူအရာတွေကိုဖယ်ပြစ်နိုင်ရင်ဖယ်ပြစ်နိုင်တယ်လို့ကိုယ့်ရဲ့ဘဝဟာချမ်းသာတာလေးကြီးကြံ့မယ်ဟုတ်လားခုတေရိုင်းတုံးကြီးမှာမလိုအပ်တဲ့အရာလေးတွေကိုဖယ်ပြစ်လိုက်ရင်လှပလာတဲ့သဘောရှိတယ်နော်ဒါသူပုံစံနဲ့သူပေါ့နော်ဒါကတော့ဟုတ်လားလှဲဘိန်းဆိုရင်လည်းလှဲဘိန်းပုံစံပေါ့ရုပ်ထုဆိုရင်လည်းရုပ်ထုပုံစံပေါ့ဘာပဲဖြစ်ဖြစ်ဒါနဲ့မသင့်တော်တဲ့ဒါနဲ့မကိုက်ညီတဲ့အရာတွေကိုဖယ်ပစ်လိုက်တာချင်းတော့တူတယ်မဟုတ်လားတူတယ်အဲ့ဒီလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကဘာဖြစ်ချင်တာတုံးလို့မေးရင်အကြီးကြီးဗျာဘာဖြစ်ချင်တာလဲဆိုသူတော်ကောင်းဖြစ်ချင်တာဟင်ဒကမာကြီးတွေဘာဖြစ်ချင်တာလဲသူတော်ကောင်းဖြစ်ချင်တာအဲ့တော့သူတော်ကောင်းဘဝနဲ့သူတော်ကောင်းအနေအထားမျိုးနဲ့မကိုက်ညီတဲ့အဲ့ဒီစံချိန်စံညွန်းနဲ့မမီတဲ့အရာတွေဘာဖြစ်ပေးရမလဲ
ဖယ်ပြရမယ်သူတော်ကောင်းလည်းဖြစ်ခြင်းနေသူတော်ကောင်းနဲ့မကိုက်ညီတဲ့အရာတွေကလည်းမဖယ်နိုင်ဘူးဆိုတော့ဖြစ်ခြင်းနေတာပဲရှိတယ်ဖြစ်လေမလာသေးဘူးပေါ့ဟုတ်ရဲ့လားသို့သောစိတ်ဓာတ်တော့မကြပါနဲ့ဟုတ်လားတခါကြီးမိုက်များမလိုအပ်တဲ့အရာကိုဖယ်နိုင်ရင်ဖယ်နိုင်တယ်လို့ဟေးသူတော်ကောင်းဖြစ်လာမှာပါဟုတ်လားအဲ့တော့ဒီစိတ်ထဲမှာမလိုအပ်တဲ့စိတ်တွေအများကြီးမရှိဘူးလားရှိတယ်ကိုယ့်ကိုအကျိုးမပြုနိုင်သောအကျိုးမပြုနိုင်ုံနဲ့မကဘဲနဲ့အကျိုးမဲ့စေသောစိတ်တွေပါမရှိဘူးလားရှိတယ်အဲ့ဒီမလိုအပ်တဲ့စိတ်တွေကိုဖယ်ပြစ်လိုက်မယ်ဆိုလို့ရှိရင်ကောင်းတဲ့စိတ်ကလေးတွေကျန်နေမယ်အဲ့ဒီကောင်းတဲ့စိတ်ကလေးတွေဖြစ်တာဒီပင်လေကိုဘာလုပ်လိုက်တာလဲပြင်လိုက်တာဥပမာဘယ်နှချက်လဲ၃ချက်နော်ဒါကြောင့်အကျိုးအကြောင်းအဆိုးအကောင်းစီလျက်အောင်တွေးနိုင်မြင်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိုပြင်ရမယ်ဟုတ်လားရေကိုလိုရာကိုယူသလိုမျိုးမြားတံကိုအပူပြပြီးတော့ဖြောင်းသလိုမျိုးတေရိုင်းတုံးကိုမလိုတာတွေကိုဖယ်ပြီးတော့ကိုဖြစ်ချင်တဲ့ပုံသဏ္ဍာန်လေးတွေဖြစ်လာအောင်ဆောင်ရွက်တာမျိုးပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုပြင်ရမယ်ဘယ်နှချက်ပြင်ရမှာလဲဆိုတော့စောစောကပြောခဲ့ပါပြီနှမျောဝန်တိုမှုတွေတိမ့်ပိုက်မှုတွေကနေစွန့်လွတ်မှုတွေကိုဖြစ်အောင်ပြင်ရမယ်သူကပိုအဆင်မြင့်လို့ပေါ့နော်ဗျံပရာစီးမဲ့ကမ်းမဲ့နေတဲ့စိတ်ကနေပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်စည်းပြီးတော့စီကံလေးနဲ့နေတဲ့သီလရှိတဲ့လူအဖြစ်ကိုရောက်အောင်ပြင်ရမယ်ဟုတ်လားမိမိရောပေါ်ဆတာနေတဲ့ဝါဒနာဒလေးစရိုက်ကြီးကိုဖယ်ခွာပြီးတော့မမေ့မလျော့မပေါ်မဆနေတဲ့အလေးအကျင့်အပမာဒဖြစ်အောင်ပြင်ရမယ်ဘယ်နှချက်ပြင်ရမယ်၃ချက်ပြင်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီဂါထာလေးနော်ဥဒကဟိနယန္တိနိဋ္ဌိကဥတုကာလနမယန္တိဒေဇနံဒါရုံနမယန္တိတစ္ဆကအတ္တနံဓမယန္တိပန္တိတာဒီဂါထာလေးကိုခုနတုန်းကဥစဉ်ရှင်းပြခဲ့ပါပြီဟုတ်လားဒီဂါထာရဲ့အဆုံးမှာတတ္တဝါပေါင်းများစွာကျွတ်တန်းဝင်နေဆိုပြီးတော့ဥစဉ်တို့ဒေသနာတော်ကိုအဲ့လိုဏီကုံချုပ်ပါတယ်ဟုတ်လားဒီတော့ဥစဉ်တရားဟောတာတနာရီနဲ့9မိနစ်ရှိသွားပါပြီတနာရီလောက်ပြောမယ်ဆိုပြီးတော့နောက်ပိုင်းစကားတွေကလည်းဘေးထွက်သွားတာနဲ့9မိနစ်လောက်ပို့သွားတယ်ဟုတ်လားအဲ့ဒီတော့ဦးဇင်းတို့ပြောခဲ့တဲ့စကားတွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်တရားကောင်းစီကဘယ်လိုပေးထားတယ်ချမ်းသာခြင်းရင်စိတ်ကိုပြင်းတဲ့ဟုတ်ရဲ့လားဦးဇင်းအချက်၃ချက်အဓိကကြတာပြောသွားတယ်နော်မကောင်းတဲ့စိတ်သည်တတ္တဝါတွေကိုဆင်းရဲစေတယ်မကောင်းတဲ့စိတ်သည်သာလည်းမကောင်းဆုံးပဲဟုတ်လားကောင်းတဲ့စိတ်သည်တတ္တဝါတွေကိုလောကကြီးကိုချမ်းသာစေတယ်ကောင်းသွားစေတယ်ကောင်းတဲ့စိတ်ဒီသာနဲ့အကောင်းဆုံးပဲနှစ်ချက်နော်နောက်အဲ့ဒီမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင်ဘယ်လိုပြင်ရမလဲရေကိုလိုယူရာကိုတွယ်သလိုမျိုးဟုတ်လားမြားတံကိုဖြောင်းသလိုမျိုးဟုတ်လားတေရိုင်းတုံးကိုလိုတဲ့ပုံသဏ္ဍာန်ဖြစ်အောင်ရွေသလိုမျိုးပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုပြင်ရမယ်အဲ့ဒါလိုကိုတစ်ဆင့်နဲ့တစ်ဆင့်မြင့်အောင်ပြင်နိုင်မှသာလေတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရကြလိမ့်မယ်စိတ်ကိုမပြင်နိုင်သေးသမျှကာလပတ်လုံးမချမ်းသာနိုင်သေးပါဘူးလို့သဘောပေါက်ရမယ်ဟုတ်လားဒါကြောင့်ချမ်းသာခြင်းရင်စိတ်ကိုပြင်စိတ်ကိုမပြင်ဘူးဆိုရင်တော့မချမ်းသာခြင်းသေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအဲ့ဒါလိုလူတော့တယောက်မှရှိမယ်မထင်ပါဘူးဟုတ်လားချမ်းသာခြင်းကြတဲ့လူတွေကြီးပဲဟုတ်လားအဲ့တော့ချမ်းသာခြင်းရင်တော့ဘာကိုပြင်ရမလဲစိတ်ကိုပြင်ရမယ်ဒါကြောင့်ဦးဇင်းတို့တဏှာကြီးပို့လောက်အချိန်ယူပြီးတော့ပြောလိုက်တဲ့ချမ်းသာခြင်းရင်စိတ်ကိုပြင်ဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမင်္ဂသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအာလုံသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သော
နာမျက်နှာကောင်းတာအပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဝဝိနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆုစုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝိနာမေလီနံဖူလိတံနိဗ္ဗာန်ပရိယတိဟုဆိုအပ်သောစေရန်သောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝိနာမကတံလေးရောက်ပလတံလေးရောက်ဆိုသောရှိယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း